အရိယာတွေသိအပ်တဲ့အမှန်တရားအရိယာဖြစ်တော်မူတဲ့မြတ်စွာဘုရားရဲ့အမှန်တရားအရိယာအဖြစ်ကိုပို့ဆောင်ပေးတတ်တဲ့အမှန်တရားလို့ဆိုတဲ့ဘယ်တော့မှပြောင်းလဲမှုမရှိတဲ့ဒီအမှန်တရားနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာဟာတတ္တဝါတွေတံဝေကဖြစ်စေရန်အလို့ငါလို့ဘဝချမ်းသာပေါ်မှာတွေ့တာတတ်မဲ့နေကြတဲ့တတ္တဝါတွေတို့တွေ့တာနေတဲ့ဘဝကြီးဆိုတာဒုက္ခအတ္တိပါလားလို့သိရှိနားလည်လာတဲ့အခါမှာဘဝပေါ်မှာတွေ့တာမှုတွေကိုလျှော့ချနိုင်အောင်တတိတံဝေကတွေကိုဖြစ်ပွားစေဖို့ဆိုပြီးတော့ဒုက္ခသစ္စာကိုဟောလိုက်တယ်ပေါ့အဲဒီဒုက္ခသစ္စာဟောတဲ့အခါမှာဒုက္ခအမျိုးအစားမြတ်စွာဘုရားဟာဓမ္မစက္ကပဝတ္တနသုံးမှာ12မျိုးခွဲခြားပြီးတော့ဟောကြားခဲ့တယ်အဲဒီ12မျိုးခွဲခြားပြီးတော့ဟောကြားခဲ့တာတွေမနေ့တုန်းကရှင်းပြထားဒီကနေ့ဆက်ဆက်ပုံလေးတစ်ခုပြောပြရမယ်ဆိုလို့ရှိရင်ဇာတိဒုက္ခကနေဆက်သွယ်ပြီးတော့လာတဲ့ဆင်းရဲဒုက္ခတွေဟာဘဝတစ်ခုရလာပြီဆိုတဲ့ရလာခြင်းကိုအကြောင်းပြုပြီးတော့ဒုက္ခမှန်သမျှဆုံကြရဘဝရလာတာကိုအကြောင်းပြုပြီးတော့ဖြစ်သမျှဒုက္ခတွေဟာဒီရရှိလာတဲ့ဘဝပေါ်မှာအခြေခံတာဖြစ်သောကြောင့်ဇာတိရလာခြင်းဟာဒုက္ခတွေအလုံးရဲ့စုပြုံရောက်လာဖို့ရအတွက်ဖြစ်လို့ဇာတိကိုဒုက္ခလို့မြတ်စွာဘုရားဟောတာဘုန်းကြီးတို့တွေမမွေးခဲ့ဘူးဆိုလို့ရှိရင်ဒီဒုက္ခတွေတွေ့ကြမှာမဟုတ်ဘူးပေါ့လောကမှာကြုံသမျှဆုံသမျှဒုက္ခတွေဟာဒီဇာတိဆိုတဲ့တရားကြောင့်ကြုံတွေ့ကြရတဲ့ဒုက္ခတွေတာဖြစ်တယ်ဒါကြောင့်မို့ဇာတိကိုဒုက္ခဝတ္ထုဘာဝတော်ဒုက္ခဒုက္ခရဲ့အကြောင်းအခြေခံအကြောင်းတရားသို့မဟုတ်ဒုက္ခဖြစ်ဖို့ရာအတွက်အခြေခံကြီးဖြစ်လို့သူ့ကိုဇာတိကိုဒုက္ခလို့မြတ်စွာဘုရားဟောတာတဲ့ကဲဇာတိရလာလို့ရှိရင်နောက်ဆက်တွဲဖြစ်လာမဲ့ဒုက္ခတွေကဘာလို့ဆိုရင်လူဟာတဖြည်းဖြည်းအိုမင်းလာတဲ့ဇရာဒုက္ခဓမ္မစကြာအချို့မူမှာဗျာတိဆိုတာပါထည့်သွင်းပြီးတော့ထားတယ်သို့တော့ပရိစ္ဆေသမုပ္ပါဒ်မှာဗျာတိဆိုတာကိုမရဏထဲမှာပဲထည့်ထားတာဆိုတော့ဒီမှာလည်းပဲဝိသုဒ္ဓိမေမှာပါတဲ့စာမူရဆိုလို့ရှိရင်တော့ဗျာတိကိုသီးသန့်ဒုက္ခထဲမှာထည့်ပြီးတော့မထားဘူးအဲ့တော့ဇရာပြီးတော့မရဏသိခြင်းဆိုတဲ့ဆင်းရဲလောကလူတွေဟာသိခြင်းဆိုတဲ့ဆင်းရဲနဲ့ကြုံတွေ့ကြရတော့မယ်ဆိုရင်ဘာဖြစ်လာလဲလို့ဆိုရင်တောကဆိုတာဖြစ်လာတယ်သေဘေးဒုက္ခနဲ့ကြုံပြီဆိုလို့ရှိရင်စိုးရိမ်စိတ်ဟာကြီးကျယ်ဆုံးပဲအဲ့ဒီချက်စိုးရိမ်စိတ်ဒီမတ္တမများတယ်သေဖို့ရယောဂဝေဒနာဖြစ်လာပြီးမသေးသေးဘူးဆိုတဲ့အချိန်မှာလူတယောက်ရဲ့ခံစားမှုကိုစဉ်းစားကြည့်စမ်းပါလူတယောက်ဟာ diagnosis မှာကုမရတော့တဲ့ယောဂ incurable ကုမရတော့ဘူးဆရာဝန်ကဘယ်နှလပဲခံတော့မယ်ဘယ်နှစ်ရက်ပဲခံတော့မယ်လို့ပြောလိုက်တဲ့အချိန်မှာခံစားကြည့်စမ်းပါအဲ့ဒီခံစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘလောက်မြတ်သောကဖြစ်မလဲနော်အပူရုပ်ကိုလူလုတ်ပြီးတော့ဟန်ဆောင်နေတာသာဖြစ်ရတကယ်ကတော့အမှန်တမ်းသောကဖြစ်เสียအချိန်ကြီးပဲအဲ့ဒီအချိန်မှာအဲ့ဒါကြောင့်မို့လို့မရဏဆိုတာလာမယ်ဆိုလို့ရှိရင်လူတိုင်းဟာစိတ်သောကပူပန်မှုတွေဖြစ်ကြတာမန်ကိစ္စနဲ့ပတ်သက်ပြီးတော့ပူပန်တာဒီလောက်ကြီးကျယ်ပဲမထင်ဘူးသိခြင်းနဲ့ပတ်သက်တဲ့ပူပန်မှုကြတော့မပြုံးနိုင်လောက်အောင်ကိုပူပန်ဆင်းရဲမှုလို့ဒီလိုဆိုရတာသောကဆိုတာတော့ပစ္စည်းကြောင့်လည်းသောကဖြစ်တာပဲဆွေမျိုးတွေကြောင့်လည်းသောကဖြစ်တာပဲယောဂကြောင့်လည်းသောကဖြစ်တာအဲ့ဒီမဲ့ယောဂကြောင့်ဖြစ်တဲ့သောကပို့ပြီးတော့မိမိခံစားရမယ်ဟာပို့ပြီးတော့ဆိုးလာအဲ့ဒီသောကကိုမခံစားရအောင်လို့ဆိုပြီးတော့မြန်မာလူမျိုးတွေကတော့မသိချင်ကြသေမပဲသေရောဆိုမပြောရက်ကြဘူးပေါ့နော်မပြောရက်ကြဘာဖြစ်လို့မပြောရဲကြလဲလို့ဆိုလို့ရှိရင်သေသွားရင်စိတ်ညစ်နေမှာဆိုလို့သိသွားရင်စိတ်ညစ်မှာဆိုမပြောရဲဘူးဆရာဝန်က diagnosis ပေးလိုက်တဲ့အခါ
မပြောရကြတဲ့အခါကျတော့ဟိုလူကလည်းမသိဘူးလို့ပြောလို့ပဲရသိတာပေါ့နော်ကိုရှိကသွားတဲ့လူတွေနမူနာရှိနေဆိုတော့သူလည်းသိတာပေါ့အဲ့ဒီသိတဲ့အချိန်မှာကြိတ်မိတ်ခံစားရတဲ့တောကမျက်ရည်ကျရတဲ့ပရိဒေဝခန္ဓာကိုယ်မှာယောဂကြောင့်ခံစားနေရတဲ့ကာယကဒုက္ခစိတ်ဆင်းရဲနေရတဲ့ဒေါမနတဆိုတာတွေဟာဓမ္မဒုက္ခမဟုတ်ရင်ဘယ်ဟာဒုက္ခဖြစ်မလဲတကယ်ဒုက္ခတွေပဲပေါ့ဒီဒုက္ခတွေဟာနောက်ဆုံးအချိန်ကျတော့တွေ့တတ်တဲ့ဒုက္ခတွေဖြစ်လို့အလွန်ဆိုးဝါးတဲ့ဒုက္ခတွေဖြစ်လို့မြတ်စွာဘုရားဒါတွေကိုဟောထားတာအဲ့ဒီမှာစိတ်ဆင်းရဲလွန်အားကြီးတဲ့အခါမှာမဆိုင်နိုင်လောက်အောင်စိတ်ထဲမှာခံစားနေရတချို့ကတိတ်တီတောကဖြစ်လာတဲ့အခါကျငိုတော့ငိုလို့မရဘူးနော်ငိုမရဘူးရှိုက်လို့မရဘူးဆိုတဲ့အချိန်မှာဘေးကအားပေးတဲ့လူတွေကငိုချလိုက်နဲ့အားပေးကြတာကြားဘူးတည်းမငိုနဲ့လို့မပြောဘူးနော်အလုံးကြီးဆိုတယ်ဘယ်ကအလုံးတော့မသိဘူးအဲ့ဒီအလုံးကြီးထွက်သွားအောင်လို့ဆိုပြီးတော့ငိုချလိုက်လို့ပြောတယ်ငိုချလိုက်ရင်တက်တာသွားတယ်လို့ဒီလိုထင်ကြတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့အဲ့ဒါဥပါယတဆိုတာအဲ့ဒါရှိုက်လို့ကိုမရတော့ဘူးအဲ့ဒါလို့ပြင်းထန်တဲ့စိတ်ဆင်းရဲမှုတွေကနေပြီးတော့ပြင်းထန်တဲ့ဒေါသတွေဖြစ်ပေါ်လာတဲ့အခါမှာဒါဥပါယတအဲ့ဒါလို့ဥပါယတဖြစ်သွားတဲ့အချိန်မှာဒီလိုခံစားနေရတဲ့အချိန်မှာလူတွေဟာဒီကိုမလိုခြင်းနဲ့ကိုကြောက်ပါတယ်ဆိုတဲ့ယောဂဝေဒနာနဲ့ဆုံစည်းရတာအပိယဟိတံပယောဘတို့ခေါ်ပဲထားလဲကိုမဖြစ်ခြင်းတဲ့ယောဂကိုနဲ့ဆုံနေတယ်အပိယဟိတံပယောဘောပိယဟိဝေဖြောဘောကိုဒီပြုစုယူရနေကြတဲ့ဆွေတွေမျိုးတွေနော်ဒါတွေကိုခွဲသွားမှာဆိုပိယဟိဝေဖြောဘောတို့ခေါ်ဆိုတာဒီအချိန်လေးမှာဒုက္ခတွေကစုပြုံရောက်လာတယ်လို့ပြောအဲ့ဒီအချိန်လေးမှာမသေးခြင်းပါဘူးလို့ယံပိဋ္ဌာနလဘတိမသေးခြင်းပါဘူးဆိုတဲ့ဆန္ဒဟာလည်းပဲနလဘတိမရဘူးတဲ့သိရမှာပဲဟောယံပိဋ္ဌာနလဘတိအဲ့ဒီအချိန်မှာဒါအမတန်မှအထိပ္ပယ်ရှိတယ်မသေးခြင်းလို့လည်းမရဘူးယောဂမဖြစ်ခြင်းလို့လည်းမရဘူးဒီအချိန်မှာဆေးကောင်းဝါကောင်းနဲ့ကုလို့ရလိမ့်မယ်ကုခြင်းနဲ့ပျောက်ခြင်းနဲ့ဆိုလဲပျောက်မှာမဟုတ်ဘူးပေါ့အဲ့ဒါမျိုးကိုဆိုလိုတာယံပိဋ္ဌာနလဘတိတံပိဒုက္ခဒီတဲ့ကြီးတဲ့ဒုက္ခပဲရှိမလဲပေါ့ဒါနောက်ဆုံးကြုံတွေ့ရတဲ့ဒုက္ခတွေတခါအဲ့ဒီဒုက္ခတွေကိုမြတ်စွာဘုရားကတတိထားတဲ့ဒီဒုက္ခတွေအခုပြောခဲ့တဲ့ဒုက္ခတွေဒါတွေကလူတွေကလည်းဒုက္ခမှန်သိကြပါတယ်မသိတာတော့မဟုတ်ဘူးသို့သောတခါတလေလူတွေမှာဟိုဒုက္ခကိုဒုက္ခလို့မသတ်မှတ်ခြင်းမသိကြိုးခြင်းပြုတာပေါ့နော် ignore လုပ်တယ်ဆိုတဲ့အင်္ဂလိပ်စကားတစ်ခုရှိ ignore ဆိုတာမသိတာလည်းဖြစ်တယ်မသိချင်အောင်ဆောင်တာလည်းဖြစ်တယ်မသိချင်တာအဲ့တော့တကယ်မသိတာကိုလည်း ignorance လို့ခေါ်တယ်မသိချင်အောင်ဆောင်တာလည်း ignorance အသိမှမပြုတာလည်း ignore ပေါ့အဲ့ဒါလို့လူတွေမှာမသိချင်ပဲနဲ့မသိချင်အောင်ဆောင်တာသို့မဟုတ်မသိအောင်ကြိုးစားတာအဲ့ဒီဒုက္ခတွေဟာနောက်ဆုံးကြတော့ခန္ဓာကြီးရထားလို့ဖြစ်တာပါလို့ဆိုပြီးမြတ်စွာဘုရားကတန်ခိတ္တေနပစ္စုပါဒနခန္ဓာဒုက္ခလို့အလုံးဒီဒုက္ခတွေကိုစုပုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်ခန္ဓာပေါ်မှာပဲကြာတယ်ကောင်းတော့ခန္ဓာရှိလို့ရတဲ့ဒုက္ခတွေပဲလို့ဒါမို့လို့တန်ခိတ္တဆိုခြုံပြီးတော့ပြောလိုက်မယ်အလုံးစုပြုံပြီးတော့တစ်ခုတည်းပြောမယ်ဆိုရင်ဥပါဒณะခန္ဓာဟာဒုက္ခပဲလို့ဒီလိုပြောတာမှန်ပါပါဗျာအဲ့လိုခန္ဓာဒုက္ခတွေပေါ်မှာဒုက္ခသစ္စာကိုမြင်တယ်ဆိုတာကိုယ်တဏ္ဍာမှာရှိတဲ့ဒုက္ခတွေကိုမြင်တဲ့သဘောပဲပေါ့ဒါမတည်ခင်ကလည်းပဲစဉ်းစားပြီးတော့ဆင်ញင်သုံးသပ်ထားတဲ့နာပေါ့ဒီလိုဒုက္ခတွေကိုဆင်ញင်သုံးသပ်နေတာဟာကြောက်ဖို့မဟုတ်ဘူးလန့်ဖို့မဟုတ်ဘူးတတိနဲ့တံဝေခနဲ့နော်တကယ်ကြုံတွေ့လာတဲ့အခါမှာခြေမကင်မိလက်မကင်မိဆိုတာမဖြစ်ရအောင်မြတ်စွာဘုရားဒုက္ခဆိုတာကျွတ်တင်ပြီးတော့သိမြင်ထားဖို့ကမ္မထာအထုတ်တယ်အဲတခါတခါကမ္မထာအထုတ်တဲ့လူတော့အမလေးရိတ်တာတယ်ခဏခဏဝင်ကြတယ်စခန်းနေခဏခဏဝင်တယ်ပြန်လာတော့ကြော့လို့မော့လို့ပေါင်ရင်နေတောင်တိုးလာသေးတယ်ဆိုတော့ဘယ်လိုလုပ်မလဲအဲ့ဒါ
နော်ပို့ပြီးတော့တန်ဝေကတွေဖြစ်လာတာမေတ္တာဝင်ကြည့်လိုက်ရင်ပို့ပြီးတော့တန်ဝေကဖြစ်ရအဲ့တော့တန်ဝေကဖြစ်အောင်စဉ်းစားဖို့လိုတယ်အများကြီးလိုသေးတယ်တန်ဝေကဆိုတာသင်္ခါရတရားနဲ့ပတ်သက်ပြီးတော့ထိတ်လန့်တုန်လှုပ်မှုတန်ဝေကလို့ခေါ်တယ်တန်ဝေကရဲ့တရားကိုကောက်လိုက်လို့ရှိရင်တစ်စေကြောက်တဲ့အကြောင်းမျိုးမဟုတ်ဘူးသူကနော်ဒေါသနဲ့ကြောက်တာမဟုတ်ဘူးအတိညာဏ်နဲ့ဥတ္တပဆိုတာဖြစ်ပေါ်လာမဲ့ရဇတ်အကျိုးကိုလန့်တာဒါဥတ္တပလို့ခေါ်တယ်ဥတ္တပဆိုတဲ့လန့်ကြောက်ခြင်းနဲ့အတိညာဏ်နဲ့ရှင်းလာတာကိုတန်ဝေကလို့ခေါ်တာအဲ့တော့တန်ဝေကရဲ့တရားကိုကောက်ပြမယ်ဆိုတန်ဝေခောနာမသဟုတ္တပညာဏလို့စာပေကျမ်းကမှဒီလိုဆိုတယ်တန်ဝေကဆိုဒီမှာတဲ့ဥတ္တပနဲ့ရှင်ပြီးတော့ကြောက်တတ်တဲ့ဉာဏ်ကိုပြောတာဉာဏ်ဆိုတော့သိုံသိပြီးမကြောက်တာလည်းရှိသေးတယ်လေဒါကြောင့်ဥတ္တပနဲ့တွဲလာတဲ့ဉာဏ်ကြတော့ကြောက်မှုပိုလာပါလာတယ်ပေါ့ကြောက်เสียလို့သင်္ခါရတရားတွေပေါ်မှာရှုမြင်လာတကယ်လဲစိတ်ထဲမှာထိတ်လန့်တုန်လှုပ်လာတယ်အဲ့လိုတန်ဝေကဖြစ်ဖို့ဘုန်းကြီးတို့တွေဟာမကြမကြဆင်ခြင်စဉ်းစားပေးခြင်းဟာဝိပဿနာဉာဏ်တကယ်ဝိပဿနာတရားကိုအထုတ်ဖြစ်အောင်သူကကို encouragement အားပေးတိုက်တွန်းပေးတာဒီစိတ်လေးနဲ့ဝိပဿနာတရားအထုတ်မှာအဲ့လိုမဟုတ်ဘဲနဲ့စားကောင်းတောက်ကောင်းနော်ဘယ်ရိတ်တာအကျွေးကောင်းတယ်ဆိုပြီးတော့သွားရင်တော့အဲ့ဒါလောဘနဲ့သွားတာပဲဖြစ်မှာပဲတန်ဝေကနဲ့သွားတဲ့အခါနော်တချို့က certificate ပေးလို့သွားတာရှိသေးတယ်ဘာလို့လဲဆိုတော့ certificate လေးရတဲ့ငါသောတာပန်ဖြစ်ပြီသောတာပန်ဆိုရင်အပေမကြဘူးလို့ကြားဦးတယ်ဒါအဓိကပဲနော်အပေတကားဘယ်ဟာမှမသိပဲနဲ့ဘယ်လိုလုပ်ပိတ်မှာမသိတဲ့တကားဘယ်လိုလုပ်ပိတ်လို့ရနော်အပေတကားဆိုတာဘာလဲဆိုတာကိုသိဖို့လိုတယ်အနိုးဆိုရင်တော့ကြနိဗ္ဗာန်တကားကြီးပိတ်တာကိုအပေတကားထင်ပြီးတော့ဝမ်းသာနေပဲဒေရီဆရာတော်ကြီးရေးထားတဲ့ပုံဥဒ္ဓလေးတစ်ခုပါမိပူဇော်တဲ့ပုံနာတွေအဲ့ဒီပုံနာတွေကိုကိုးကွယ်တဲ့လူတေဂဏိချတဲ့အခါပုံနာတွေကလာပြီးတော့ရွတ်ကြတယ်ဖတ်ကြရွတ်ဖတ်တဲ့အခါကျမေးတာပေါ့မင်းဘာမြင်တော့အော်မီးမြင်တယ်မီးမြင်အဲ့ဒီမီးကဘယ်မှာတော့မင်းမီးမြင်လို့ရှိရင်မင်းဗြဟ္မဘုံရောက်ပြီးသိကြတယ်မဟုတ်ဘူးဗျကျုပ်မြည်တယ်မင်းကမီးကအောက်မှာအပေါ်မှာမဟုတ်ဘူးကောင်းကင်ဘုံမှာမဟုတ်ဘူးတဲ့အောက်မှာမြင်နေတာတဲ့အောက်လည်းကိစ္စမရှိဘူးကောင်းကင်ဘုံရောက်မှာပဲမင်းအဲ့ဒီမီးမြင်တော့မင်းသိချပြီဆိုသိသွားတဲ့အခါအဝိဇ္ဇငရဲမီးမြင်ပြီးတော့ဝိဇ္ဇရောက်သွားတယ်လေဒီဆရာကြီးကပရမတ္ထဓိပတိထဲမှာအဲ့လိုရေးထားတာရှိတယ်အဲ့တော့ဒီမြင်တာဆိုရင်လည်းဘယ်နာမြင်မှမသိပဲနဲ့ဟုတ်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ကြတော့အပေတကားနဲ့နိဗ္ဗာန်တကားမှားပြီးတော့ပိတ်မိသွားရင်ဒုက္ခရောက်မှာအဲ့ဒီမှာတကားမှားပြီးပိတ်လိုက်ရင်ဒုက္ခရောက်ပြီအဲ့ကြဒါကြောင့်လို့ကိုယ်တဏ္ဍာမှာအကုသိုလ်တွေရှိနေလို့ရှိရင်ဒါအပေတကားပွင့်နေတယ်လို့ပဲပြောအကုသိုလ်တွေဟာပြင်းထန်တဲ့အကုသိုလ်တွေအပေချလောက်အောင်ပြင်းထန်တဲ့အကုသိုလ်တွေဟာဒိဋ္ဌိဝိသိကိစ္စနဲ့ရှင်တွဲလာတဲ့အကုသိုလ်တွေမှန်သမျှအပေကိုချနိုင်လောက်အောင်ပြင်းထန်တယ်ပေါ့မှန်ပါပါဒိဋ္ဌိဝိသိကိစ္စဒိဋ္ဌိဆိုတာမှားရင်းနဲ့အမြင်တစ်ခုပြောအဲ့မှားရင်းနဲ့အမြင်တစ်ခုကင်းစင်သွားပြီဆိုလို့ရှိရင်လောဘမပယ်နိုင်သေးပေမဲ့လို့အာပြော့သွားပြီဒေါသမပယ်နိုင်သေးပေမဲ့လို့အာပြော့သွားပြီအပယ်ကိုဆွဲချနိုင်လောက်အောင်စွမ်းအားမရှိတော့ဘူးလို့ဒီလိုပြောတာအကုသိုလ်တွေရှိလင်ကစားဒိဋ္ဌိဝိသိကိစ္စဆိုတာကိုဖယ်ထားလိုက်နိုင်ပြီဆိုတဲ့အခါကျတော့မှအပယ်တကားဟာပိတ်သွားတယ်လို့သောတပန်ဖြစ်မှအပေတကားပိတ်တယ်အဲ့တော့နိဗ္ဗာန်တကားကြီးဖွင့်နိုင်မှအပေတကားပိတ်ကြီးနိဗ္ဗာန်တကားမဖွင့်နိုင်သေးရင်အပေတကားပိတ်တယ်လို့ပြောလို့မရဘူးတရဏဂုံနဲ့သီလနဲ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုထုဇဉ်တွေဟာအပေဘုံမကြဘူးလို့ဒီကုသိုလ်ကြောင့်ကတော့မကြတာသိကြတယ်ကုသိုလ်ကောင်းမှုကြောင့်တော့မကြဘူးသို့တော့ဒီလူဟာလုံးဝအပေမရောက်ဘူးလို့ guarantee ပေးနိုင်လားဆိုပုထုဇဉ်ကိုဘယ်သူမှမပေးရဘူးပုထုဇဉ်ဆိုတာဝိနိပါဒဘေးဆိုတာရှိတယ်ဝိဆိုတာကိုယ့်ရဲ့ဆန္ဒမပါပဲနိပါဒဇောက်ထုံးမိုးမြော်ကြသွားတာကိုဖြစ်ချင်တယ်လို့ဖြစ်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာ
ပုရုဇဉ်မှန်ရင်ဝိနိပါဒဘယ်လိုမှပြောလို့မရ guarantee မရှိဘူးပုရုဇဉ်မှာ guarantee မရှိဘူးအပယ်ကလွတ်ဖို့သို့တော့ဟောကြပြောကြတယ်ပေါ့ဘာလောက်ထိုင်အပယ်ကလွတ်ပါတယ်သောတာပန်နဲ့တူတယ်လို့ဒါက guarantee ပေးတဲ့စကားမဟုတ်ဘူးနော် guarantee ပေးတဲ့စကားမဟုတ်ဘူးလို့မှတ်ရမယ်နော်လွတ်နိုင်တယ် possible ကိုစတိတ်နတိနဲ့သွားမရောလိမ့်နဲ့တချို့ကဝါဆိုသင်္ကန်းကရင်ကထိန်ခင်းရင်အပယ်ကလွတ်တယ်လို့ဒီလိုထင်နေသေးတယ်နော်စိတ်အိတ်လက်အိတ်တော့သွားမနေလိုက်နေနဲ့ကထိန်ဘယ်နှချိန်ခင်းခဲ့ဒါမှန်တာကိုပြောတာနော်မှန်တာကိုပြောတာဟိုအမှားကိုပြောလို့တော့မရဘူးပေါ့ပုရုဇဉ်မှာ guarantee မရှိတာတော့သိကြတယ်ကဲကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ကအပယ်ကလွတ်ဖို့ရာခိုင်နှုန်း85 85ရှိတယ်လို့ပြောခြင်းပြောလို့ရတယ်သို့မဟုတ်95ရှိတယ်လို့ပြောခြင်းရာခိုင်နှုန်း percentage 100% မရှိဘူးဆိုတာကိုပြောတာစတိတ်နဲ့ဒီမဟုတ်ဘူး possible ကိုစတိတ်သွားလို့မရဘူးလို့ဒီလိုပြောတာเนาะပြောချင်တာမဟောကြဘူးလားဟောတယ်ပါတော့နေ့စဉ်ဝဏိဘကုသိုလ်ကောင်းမှုတွေရှိတယ်ဝါဆိုသင်္ကန်းကတ်တယ်ကထိန်ခင်းတယ်ဘာလုပ်တယ်ညာလုပ်တယ်ဒါတွေဟာအပေမကြဘူးလို့ဒီလိုပြောကောင်းပြောကြလိမ့်မယ်ပေါ့ဒီကုသိုလ်တွေကြောင့်တော့မကြတာသိကြတယ်ဒါအဲ့ဒါရှူอ่ะเนาะဒီကုသိုလ်ကြောင့်တော့မကြဘူးဒါပေမဲ့လို့ဈာထဲမှာဝင်လာမဲ့အကုသိုလ် guarantee မပေးနိုင်ဘူးတရား guarantee မပေးနိုင်ဘူးလို့ဆိုသောတာပန်မဖြစ်မချင်း guarantee ပေးလို့မရ guarantee ပေးလို့မရဒါကြောင့်ဟိုစိတ်လေနေလို့မဖြစ်ဘူးတဲ့ကုသိုလ်ကောင်းမှုတွေအမြဲလုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာဒီပြောမယ်ဆိုလို့ရှိရင်85ရာခိုင်နှုန်းမင်းအပယ်ကြဖို့မရှိဘူးလို့ပြောနိုင်တယ်85ရာခိုင်နှုန်းအပယ်မကြဘူးလို့ပြောနိုင်တယ်95ရာခိုင်နှုန်းအပယ်မကြဘူးလို့ပြောနိုင်တယ်သို့တော့ 100% မပြောလို့မရ9ရာခိုင်နှုန်းနဲ့လည်းပြုတ်ချင်ပြုတ်သွားမှာမလွယ်ဘူးမဲရွေးတယ်လို့ပဲဒါကလည်းကပ်ပြီးတော့ရှုံးသွားနိုင်သေးတယ်ကြားလားအဲ့တော့ကြည့်လေတခြားကိုမပြောချင်ဘူးဇေရဝံကျောင်းသားမှာရာဇိကာရာမဆိုတဲ့ဘိက္ခုနီတွေသတင်းသုံးမှုကျောင်းတစ်ကျောင်းဆောက်ထားတာရှိတယ်ဘယ်သူလှူတာတုံးဆိုကောသလမင်းကြီးလှူတယ်အဲ့တော့ကောသလမင်းကြီးနဲ့မန္လိကမိဖုရားတို့ကကျောင်းလဲလှူတယ်မြတ်စွာဘုရားကိုဆွမ်းနေတိုင်းကတ်တယ်တန်ဃာတွေကိုဆွမ်းကတ်တယ်နန်းတော်မှာအမြဲတမ်းဒီတန်ဃာတွေကကောသလမင်းကြီးကတ်တဲ့ဆွမ်းကိုသိမရင်းနှီးလို့ဒီဖះနဲ့ဆွေမျိုးတော်ကျင်တာနဲ့မဟာနာမရဲ့တမီးဖြစ်တဲ့ဟုတ်လားဝါသဝခတ္တိယာဆိုတာကိုမရရအောင်တောင်းယူပြီးတော့နော်ဝိတတုပါဆိုတဲ့မင်းသားမွေးတာလေဆွေမျိုးတော်ကျင်လို့ဖះကိုဒီကောသလမင်းကြီးကအဲ့ဒါလို့ဆွေမျိုးတော်ကျင်လို့ဖះအမျိုးတွေကအမျိုးသမီးတယောက်ကိုယူပြီးမိဖုရားမြောက်ထားတာဝါသဝခတ္တိယာသူ့သားဝိတတုပါဆိုတာနောက်ဆုံးနန်းချပြီးအာနာသိမ့်သွားတာသူပဲကောသလမင်းကြီးနန်းချသွားတာသူကအာနာသိမ့်လိုက်တာပေါ့နောက်ပိုင်းမှာပေါ့သူအာနာသိမ့်တယ်ဆိုတာသူစိတ်နဲ့သူကိုယ်တော့မဟုတ်ဘူးစစ်သူကြီးကာရယနာအဓိကကာရယနာကနေအကြက်ကင်မင်းသားမင်းလုံးမလားမလုပ်ဘူးလားဒါပဲပြောမလုပ်ဘူးဆိုရင်သူဖမ်းမှာအဲ့ဒါနဲ့သူကသဘောတူလေရတယ်အကြက်ကင် by force အဲ့ဒီမှာသူ့အဖေနန်းကျသွားတာသူဘာမှမတတ်နိုင်ဘူးလေကုရိယဇာကကြည်ဝင်သိမှာပေါ့အဲ့တော့ဘုန်းကြီးလည်းဇာကကြည်တယ်လို့ဟုတ်တယ်တခါမျက်စိရောက်လာရင်တွေးတယ်အဲ့ဒီမှာနော်တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တွေဆိုတာလည်းတခါအများနဲ့ဘာမှလုပ်လို့မရတာတွေရှိတတ်တယ်ပေါ့မှန်ပါဗျာကဲကောသလမင်းကြီးတို့မန္လိကမိဖုရားကြီးတို့မန္လိကမိဖုရားဆိုတာအသိပညာတော်တော်ထက်မြက်တယ်ကောသလမင်းကြီးမမှားမရွေးရအောင်သူသိက္ခူးစိုက်ပြီးတော့သူကပဲဥဆောင်ပြီးတော့လုပ်ပြီးဟိုဆောင်းကအိမ်မက်ကြောက်ကြက်တွေရှောက်မဲ့တုန်းကလည်းသူကပဲအကြံပေးတာဖះသွားမေးပုံနာတွေမမေးနဲ့ပုံနာတွေမေးလို့ရှိရင်ရစ်ပူစောခိုင်းတာဟုတ်အဲ့တော့ဘုရားသွားလျှောက်ဆိုဘုရားအိမ်မက်နဲ့မင်းနဲ့ဘာမှမဆိုင်ဘူးလို့ဆိုတဲ့အခါမှာသူစိတ်အေးသွားတာဟုတ်အဲ့တော့မန္လိကမိဖုရားရဲ့အသိပညာထက်မြက်မှုဟာအလွန်ကြီးမားတယ်သို့တော်မန္လိကမိဖုရားသောတပန်မဖြစ်ရှာဘူး
သောတာပန်မဖြစ်တော့တေခါနေ့မှာ तू စိတ်ဆင်းရဲเสีย तू လုံးမိတဲ့အကုသိုလ် तू စိတ်ဆင်းရဲသွားတယ်ဒါစိတ်ဆင်းရဲသွားသည့်အတွက်ကြောင့်အလုံးဒီ story ကြားဖို့နေကြတာပဲเนาะစိတ်ဆင်းရဲသွားသည့်အတွက်ကြောင့်တည်တဲ့အခါမှာဝိသိငရဲရောက်သွားရှာလူတွေရဲ့အရေးအတွက်နဲ့ရက်တစ်ပတ်ဝိသိငရဲအလဲရောက်သွားတာ तू เนาะအလဲပတ်ဆိုပေမဲ့9ရက်ခံလိုက်ရတာလဲနဲတာမဟုတ်ဘူးဝိသိငရဲမှာဒီအလဲသွားတယ်ဆိုတာအလကားသူ့ကိုကြိုးဆိုမှမဟုတ်ဘူးကွာအဲ့ဒီမှာဒုက္ခတွေရောက်ပြီးတော့နေတာလေ9ရက်ကငရဲဘုံဆိုတာကံပေါ်မှာမူတည်တယ်သူ့ရဲ့ကံကနေပြီးတော့ခါရဲငရဲကိုပုတ်ပလိုက်တာပဲအကုသိုလ်ကံအဲ့စိတ်ဆင်းရဲနေတဲ့ဒေါမနတကနေပြီးတော့ဒီအကုသိုလ်ကအချိန်ချင်းဖြစ်နေတာဆိုတော့သူ့ကိုငရဲဆွဲချပလိုက်တာရှေးကလှုပ်ထားတဲ့ကုသိုလ်ကံတွေကဝင်လို့မရဘူးနော်ဘလောက်ဝင်ရင်ဟိုပိတ်ဆို့ထားတော့သူတို့ဝင်လို့မရလိုက်ဝင်လို့မရတော့9ရက်ငရဲကိုဆွဲချသွားလိုက်တာသူကအကုသိုလ်ကံဆွဲချလိုက်ဘာလို့လဲဆိုပေတကားမှမပိတ်ထားဘူးဆွဲချသွားလိုက်ပြီမဲ့ကုသိုလ်ကံတွေကလိုက်ကဲတယ်9ရက်ပြည့်တဲ့အခါကျတော့အဲ့ဒီအကုသိုလ်ကံရဲ့စွမ်းအားတွေကုန်သွားရောခံပြီးသွားပြီလေကုန်သွားတဲ့အခါကျတော့9ရက်ခံပြီးတဲ့အခါကျတော့သူကတုတ်တိဌာနဖြစ်ရောက်သွားတယ်သူကံကြောင့်သူရောက်တာဒါနော်ကုသိုလ်ကံဆိုတာကဲမှာဒါကြောင့်မလို့ကုသိုလ်ဆိုတာအမတန်မှအရေးကြီးတယ်မတော်တဆခြေကျော်လက်ကျော်ကြသွားလဲပဲကုသိုလ်ကံကဲမှာပဲဒါကြောင့်မို့ကုသိုလ်ကံကိုအားကိုးပြီးမြတ်စွာဘုရားကုသိုလ်များများလုပ်ကြလို့ဟောတာအဲ့ဒါကြောင့်ဟောတယ်ကုသိုလ်ကကဲတာအဲ့ဒါကိုထောက်ထားပြီးတော့ကြည့်ပြီးတော့ပြောတာဘုန်းကြီးပြောတာဂရန်တီမရှိဘူးလို့ပြောတာအဲ့ဒါကြောင့်ဖះနဲ့အနိစ္စဆုံးဖះစီအချိန်ချင်းသွားတရားတွေအမြဲတမ်းနာပညာဉာဏ်လည်းဓမ္မထက်ဖះနဲ့တန်ဃာတွေအမြဲတမ်းဆွမ်းကပ်နေတဲ့ဒကမာကြီးဟာဘာဖြစ်လို့ငရဲကြသွားတာလဲငရဲကြလောက်တဲ့အကုသိုလ်ကြောင့်သူငရဲကြတာဒီဖះဆွမ်းကပ်တဲ့ကုသိုလ်တွေကသူ့ကိုမကယ်နိုင်ဘူးလားဆိုကယ်နိုင်တယ်လက်ဦးတဲ့လူကခေါ်သွားတာပဲမှားတော့9ရက်ထဲကနေပြီးတော့9ရက်ပြည့်တဲ့အခါပြန်ကယ်ထုတ်သွားတာဘယ်သူကကယ်ထုတ်တာတော့ဆိုအဲ့ဒီကုသိုလ်တွေကကယ်ထုတ်တာကဲဘလောက်အားကိုးစရာကောင်းတော့ကုသိုလ်ဟာဒါကြောင့်မို့ကုသိုလ်ကဂရန်တီမပေးနိုင်ဘူးဆိုပြီးတော့မလုပ်ခဲတော့မနေနဲ့ကထိန်လဲခင်းပေါ့ဝါဆိုသင်္ကန်းလဲလှူပေါ့ဒါလို့ဆိုလိုချင်တာဆိုချင်တာကဒါလေးလှုပ်ထားပြီးတော့ငါအပယ်မကြဘူးဆိုထင်တယ်လို့မဆိုင်နေနဲ့လို့ပြောတာအရက်ထဲမှာဟိုပြောဒီပြောရှောက်ပြီးတော့နော်အဲ့တော့ဟိုမင်းငေါဒီမင်းငေါရှောက်ပြီးတော့ဟိုဟာဒီဟာတွေရှောက်လို့ရင်တော့ခေါင်းကလာအောင်ပါပဲသူကချောင်းနေတာက2ဦးရှိတာကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုကချောင်းနေတာသူလည်းဥယျင်သူဆော်မှာပဲကိုလည်းဥယျင်ကိုဆော်မှာကြည့်လေဥပမာမဲ့ကြည့်တတ္တဝါတူဟာအကုသိုလ်ကလက်ဥတော့ခွေးဘွားပို့ပြလိုက်တာအဲ့တော့ပို့တော့ကတော့သူ့ကိုဝိလက်ကြောင့်မလှုပ်ပြီးပို့ထားနေမှာပဲဒါကြတဲ့ရောက်သွားတော့ဘယ်ရောက်သွားတော့ခွေးမကြီးဝန်းထဲရောက်သွားတာအကုသိုလ်ကနေပို့ပလိုက်တာလူရဲ့မိခင်ရဲ့ဝမ်းတွင်းလိုဘာလိုနဲ့ပို့ထည့်လိုက်တာအကုသိုလ်ခွေးမကြီးဝန်းထဲရောက်သွားရောခွေးဖြစ်ဘယ်သူကလက်ဥသွားတော့ဆိုအကုသိုလ်ကလက်ဥသွားအဲ့ဒီမှာသူကကုသိုလ်တွေလှုပ်ထားတဲ့လူဆိုတော့ကုသိုလ်ကအေးကွာငါနောက်ကျသွားတယ်ငါနောက်ကျသွားတယ်ငါအလားနောက်ကျသွားလို့မင်းခွေးဖြစ်သွားတယ်ဒါပေမဲ့မပူနဲ့ငါမင်းတထေးအိမ်ပို့ပေးမယ်မင်းကောင်းကောင်းစားမယ်မော်ရမြင်းနဲ့ကားကြီးနဲ့မင်းလိုက်ရမယ်ဟိုသွားတယ်ဟောဒါကုသိုလ်ကနေသူ့ကိုကဲတင်ထားတာစောင့်ရှောက်ထားတာဒီလိုပြောတာကုသိုလ်နဲ့အကုသိုလ်ဟာအမြဲတမ်းပဲသူတို့နှစ်ခုဟာဒီတိုင်းနေတာဆိုတာကိုတတိထားဒါကလူဘဝရောက်လာတဲ့အခါလဲလူတယောက်ဟာကုသိုလ်တွေလည်းလုပ်အကုသိုလ်တွေလုပ်မကောင်းတာတွေအကုန်လုပ်တဲ့လူတယောက်ကိုဈာတဲ့ကနေပြီးကုသိုလ်လေးတစ်ခုကနေပြီးတေကန်လေးမှာကြုံလို့သူ့ကိုလူဘဝပို့ထည့်လိုက်တယ်ဟောလူဖြစ်သွားလူဖြစ်တော့ဟိုအကုသိုလ်ကတောက်ခေါက်တယ်နေနဲ့အောင်လာပြီးတော့ဒီကောင်အမိဝမ်းကမွေးတာနဲ့တပြိုင်နက်ရေခဲခန်းနဲ့ပို့ထားတာအဲ့မှာယောဂါတွေဖြစ်နော်ဆရာဝန်တွေနဲ့ကုရပြုရဆေးထိုးပါလုံးနဲ့ဟောတချို့ကြတော့အကုသိုလ်ကနေပြီးတော့ဆွဲထုတ်သွားလိုက်တဲ့အခါကျတော့အမိဝမ်းကမှကြွတ်တာမကြသေးဘူးသေသွားရောဒီလိုရှိတယ်လို့ကံဆိုတာအဲ့ဒါမျိုးပြောတာနော်
ကုသိုလ်ကံကလည်းဥယျင်လူဘဝရောက်လာတယ်အကုသိုလ်တွေကနောက်ကလိုက်လာတယ်လိုက်လာပြီးတော့မင်းအကွက်ချောင်းနေတယ်ဒုက္ခပေးမယ်ယောဂါတွေဖြစ်အောင်လုပ်မယ်ဟုတ်လားပစ္စည်းတွေပြက်အောင်လုပ်မယ်အမျိုးမျိုးလိုက်ပြီးနှိပ်စက်တယ်ရှင်မမောက္ကလန်ဆိုနောက်ကလိုက်နေတာလေနောက်ကလိုက်နေတာ तू အခွင့်မသာဘူးအခွင့်ဘယ်မှာသွားတော့ဆိုရှင်မမောက္ကလန်က तू ကတပားတည်းသွားပြီးတော့ကာလတိလာဆိုတဲ့ကြောက်တုံကြီးပေါ်မှာတပားတည်းသွားနေတာအဲ့ဒီအချိန်မှာအခွင့်ရသွားတာဟုတ်ပါရာဇဂိုပြေဝီလူအကြောင်းထဲမှာနေရင်တခြားဘုန်းကြီးတွေရှိနေတော့လုံးလို့မရဘူးလေလူဆိုးတွေလာလုံးလို့မရဘူးတော့တောထဲမှာသွားနေတာဆိုတော့အကွက်ရသွားတာပေါ့အဲ့ဒီလိုအခွင့်ဆိုတာသူ့နေရာနဲ့သူရှိတာပေါ့နော်အေးအဲ့ဒီလိုကုသိုလ်အကုသိုလ်ဆိုတာအဲ့ဒီသဘောမျိုးတွေရှိတယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ဒီခန္ဓာကြီးဟာကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်အမြဲတမ်းကြောက်เสียကောင်းတဲ့အရာတစ်ခုရထားတယ်ဆိုတာတန်ဝေကဖြစ်ပြီးတော့တတိထားချဖို့လိုအပ်တာပေါ့နော်ဒါဖြင့်ကောင်းပြီဘဝတစ်ခုဖြစ်ပေါ်နေအောင်ဘယ်သူကလုံနေတာလဲနော်ဒီဒုက္ခတွေဟာအမျိုးမျိုးရှိတယ်ဒုက္ခလို့ပြောလိုက်တဲ့နေရာမှာမြတ်စွာဘုရားဒုက္ခတွေကိုအမျိုးမျိုးခွဲခြားပြီးတော့ပြောထားတာ12မျိုးဒီထဲမှာပြောထားတာနော်ဒီဒုက္ခတွေရဲ့လက်သည်ဟာဘာလို့လဲလို့မေးတဲ့အခါကျတော့တပည့်ဆက်ကြံမှာမြတ်စွာဘုရားရှင်းထားတယ်ယာယံတဏပောနုဘဝိကာနန္ဒီရာဂသာဂတတတ္တရတတ္တရာဘိနန္ဒီနီဆိုစကားလုံးလေးနဲ့ရှင်းထားတယ်အေးတဏဆိုတဲ့တရားပောနုဘဝိကာနောက်ထပ်ဘဝတစ်ခုဖြစ်အောင်လုပ်တယ်အဲ့တော့ခုနပြောတော့ကဘဝကိုကံကလုပ်တယ်လို့ပြောတယ်အခုဒီနေရာကျတော့မြတ်စွာဘုရားကတဏှာကိုပောနုဘဝိကဘဝတစ်ခုဖြစ်အောင်လုပ်တယ်လို့ဒီစကားနှစ်ခုကဆန့်ကျင်တယ်လို့စိတ်ထဲမှာတွေးလို့ရနေတယ်ပေါ့တဏှာကဘဝကိုဖန်တီးတဲ့နေရာမှာအဓိကလားကံကအဓိကလားလို့မေးเสียဖြစ်ပေါ်လာတယ်ပေါ့နော်သို့တော်မြတ်စွာဘုရားကကံကလုပ်တာဟုတ်တယ်ကံကနေပြီးတော့ဘဝတစ်ခုဖြစ်စေတာဟုတ်တယ်သို့တော့ဒီနေရာမှာဘဝကိုလှုပ်ပေးတာကံလို့မပြောဘဲနဲ့ဘာဖြစ်လို့တဏှာလို့ပြောလဲဆိုလို့ရှိရင်တွေ့တာမှုတဏှာကနေပြီးလက်ထောက်ချတဲ့နေရာကံကအကျိုးပေးရတာသူကတွေ့တာမှုတဏှာရဲ့ဆွမ်းဆောင်မှုတွေတဏှာကနေရှေ့ကိုဥဆောင်သွားတာအဲ့ဒါဆိုလို့ရှိရင်မေးစရာတစ်ခုရှိတယ်ငရဲဘုံကိုဘယ်လိုလုပ်ကြပါမတွေ့တာပဲနဲ့ငရဲကိုဘယ်လိုလုပ်ကြသွားလဲဆိုအကုသိုလ်ကံတွေကအမတန်ကြီးမားတဲ့အခါကျတော့လူရဲ့စိတ်တွေဟာမျက်စိလဲသွားတယ်ငရဲမီးကိုရွှေတောင်လို့ထင်သွားတာရွှေတောင်ထင်သွားတဲ့အခါကျတော့ငရဲဘုံမှာတွေ့တာမှုလေးတစ်ခုဖြစ်သွားအဲ့ဒီအချိန်မှာကံတွန်းပို့လိုက်တာဟိုရောက်မှထိတ်ချမှတမြန်မှန်သိတာလေတကယ်ကလက်ထောက်ချတာသူကြည့်ပဲငရဲလေသူကပို့တာပဲပို့တာတော့ကံကနေပြီးတော့တွန်းပို့ပေးတာပဲရှိတယ်သို့တော့ဥဆောင်သွားတာတဏှာပဲဘယ်တော့ဖြစ်ဘဝနိကံတိဘဝကိုတွေ့တာတဲ့တဏှာလေးကရှေ့ကနေသွားနေတာသူကဒါမို့တွေ့တာမှုကိုဖြတ်ခိုင်းတာတွေ့တာမှုဖြတ်မှပြတ်သွားမှကံလျာရှိနေတောင်လုံးလို့မရတော့ဟောအဲ့ဒီသဘောလေးကိုသေချာဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင်အမြဲတမ်းထင်ရှားတယ်ပေါ့ကိလေသာတွေမရှိတော့ဘူးဆိုရင်ကံအကျိုးပြီးလို့မှမရတာဟုတ်အဲ့တော့ကိလေသာဆိုတဲ့ဒီနေရာမှာတဏှာကိုပဲမြတ်စွာဘုရားကပောနုဝိကာအနေကစာတိတန်တရံဂါထာမှာလည်းပဲတဏှာကိုပဲဂဟကာရကအိမ်ကိုဆောက်သူလို့ဒီလိုပြောခဲ့တာလေအဲ့တော့တဏှာကိုပဲတခြားသုတ်တန်တွေမှာလည်းဘဝနိတ္တိတဲ့ဘဝကိုခေါ်ဆောင်သွားတဲ့အရာလို့ဒီလိုဟောတာအဲ့လိုဟောတော့တစ်ဖက်ကကြည့်မယ်ဆိုဟုတ်တယ်ကုသိုလ်ကံကအကျိုးပေးတာပဲဖြစ်ဖြစ်အကုသိုလ်ကံကအကျိုးပေးတာပဲဖြစ်ဖြစ်ရှေ့ကတဏှာကလမ်းပြနေတာသူလမ်းပြတဲ့နေရာသူစိတ်ညွတ်တဲ့နေရာကိုကံကနေတွန်းပို့ချလိုက်တာဒီလိုဆိုလိုတာနော်ကံကတွန်းပို့တဲ့စီကိုလူတွေဟာရောက်သွားကြတာအားလုံးဟာအဲ့တော့ဒီမကောင်းကိုကောင်းထင်သွားတာဟာဘု து လက်ချက်လဲလို့ဆိုအဝိဇ္ဇာရဲ့လက်ချက်ဒါကြောင့်မို့အဝိဇ္ဇာနိဝရဏအဝိဇ္ဇာကမျက်စိပိတ်ထားလိုက်ပိတ်ထားလိုက်တဲ့အခါကျတော့မမြင်တာဆိုလုံးဝမမြင်တာမဟုတ်ဘူးသူကမျက်စိတွေဝိုးဝါးပြီးတော့ခုနကမိကိုရွှေတောင်ထင်သွားတာနော်မိကိုရွှေတောင်ထင်သွားတာမျိုးဒီလိုဖြစ်တယ်
ကြည်ဘိုးပရံမျိုးမိကိုတူကိုရိုးနဲလာသည်လို့ဆိုကြဘိုးပရံဆိုတဲ့ကောင်ကမိပူမယ်လို့သူလောင်မယ်လို့သိရင်ဘယ်တိုးမလဲသူစိတ်ထဲမှာဟာလှလိုက်တာဒါလေးကလှုပ်လှုပ်လှုပ်နေဝင်ပြီးတော့ကစားအောင်မယ်ဆိုပြီးတော့ဝင်တာအဲ့ဒါသူမေးကြည့်ပါလားအဲ့ဒီတိုင်းပဲသူကြိုက်လို့ဝင်တာမှန်တာနော်ဝင်လိုက်ရောအလောင်းခံလိုက်ရတယ်အဲ့ကြမှာသိတာဒါကြောင့်မို့လို့ဗမာစကားလည်းရှိတာပဲထိတ်ချမှဓမြမှန်းသိဆိုတာငရဲကလည်းခံရပြီဆိုတဲ့မှာငရဲရောက်မှန်းသိတာငကိုတော့ကတော့သူကအကောင်းထင်တာပဲကြည့်လေမိတ္တဝိနကဇက်ကိုထောက်ထားတစ်ခုကြည့်အောင်မိတ္တဝိနကဆိုတဲ့လူကအမေစော်ကားပြီးတော့အရှင်လက်လက်ငရဲရောက်တယ်လို့ဒီလိုပြောရမယ်သို့တော့လူတွေရဲ့တတ္တဝငရဲတတ္တဝငရဲရဲ့ပရိသေတွေနဲ့လူပရိသေတွေကတခြားစီပေါ့အဲ့တော့ပြောထားတဲ့စကားကြည့်မယ်ဆိုရင်အရှင်လက်လက်ရောက်သွားတဲ့သဘောသို့မဟုတ်အဲ့ဒါလို့မဟုတ်ဘူးသူဟာဒုက္ခခံရပြီးချက်ချင်းငရဲခံလိုက်ရတယ်ပေါ့နော်တည်သွားတာချက်ချင်းဖြစ်တာပေါ့အဲ့ဒါလို့အဓိပ္ပာယ်ယူမှသူငရဲသားဖြစ်မှာလေအနုဘဆိုလို့ရှိရင်ငရဲသားမဟုတ်ဘဲနဲ့လူဘဝကနေငရဲခံရတယ်ဖြစ်သွားလိမ့်မယ်အဲ့တော့မိတ္တဝိနကဆိုတဲ့လူကကျွန်းတကျွန်းရောက်သွားတဲ့အခါမှာသူကြည့်တယ်လူတယောက်သွားတွေ့တယ်အဲ့ဒီလူတယောက်ကခေါင်းပေါ်မှာသူ့စိတ်ထဲမှာထင်တာကြာပန်းကြီးပန်ပြီးတော့မျက်နှာကလည်းပဲစန္ဒကုနန္ဒာတွေလိမ့်ကြံထားပြီးတော့သူက dance လုပ်နေတယ်ပေါ့တချင်းတွေအော်ဆိုပြီးတော့ dance လုပ်သူ့မျက်စိထဲမှာအဲ့တိုင်မြင်တာဝေဝါးသွားပုံကိုပြောပြတာပါအဲ့တော့သူကကြာပန်းကြီးမြင်တော့လိုချင်တယ်အဲ့ကောင်မျက်နှာမှာဒီတဏ္ဍခါးတွေလိမ့်ထားတာလေဒီစန္ဒကုနန္ဒာတွေလိမ့်ထားတာလေသဘောကျအဲ့ဒီကောင်ကနေပုံလဲသူကြိုက်တယ်ပေါ့နော်တချင်းဆိုနေတာကိုလဲသူကသဘောကျတဲ့အခါသူအနာနာသွားပြီးအဲ့ကြာပန်းကြီးငါပေးပါလို့တောင်းတာဟိုကောင်ကပြောတယ်ဒါကြာပန်းမဟုတ်ဘူးငါကောင်းခုတ်နေတယ်တင်တုံးဆက်ကြီးမင်းမလို့ခြင်းနဲ့ဆိုခမရမပေးခြင်းလို့ပြောတာပါကျုပ်မျက်စိထဲမှာဒါကြာပန်းကြီးပါဆိုဟိုကောင်စဉ်းစားလိုက်တယ်ငါတော့လွတ်ချိန်တာမီနဲ့တူတယ်လို့ဆိုသူကောင်းပေါ်ပြစ်တင်လိုက်တာအဲ့ဒီကြတော့မှတင်တုံးဆက်မှသိတာလေအဲ့ဒီဝတ္ထုကိုထောက်ထားကြည့်မယ်ဆိုလို့ရှိရင်ကြည့်တဏှာကနေပြီးတော့လက်ထောက်ချပြီးနော်အဲ့ဒီလက်ထောက်ချပေးတဲ့အပေါ်မှာကံကနေပြစ်ချလိုက်တာဒီလိုလူဟာဒီ hallucination ခေါ်တာပေါ့အရက်သမားတွေအရက်ကြောင်ပြီဆိုရင်ထင်ရမြင်ရတွေမြင်ကုန်တယ်လို့ပဲအကုသိုလ်ကံထိုက်လာပြီအကုသိုလ်ကံကအကျိုးပေးခြင်းကြလာပြီဆိုအရက်ကြောင်တယ်လို့ hallucination ဆိုတာတွေဖြစ်လာထင်အောင်မြင်အောင်တွေဖြစ်လာတဲ့အချိန်မှာဘာမှမတတ်နိုင်ဘူးသူကလက်ထောက်ချတဲ့အတိုင်းကံကပို့ပလိုက်မှာပဲအဲ့ကြဒီသဘောကိုပြောလို့မြတ်စွာဘုရားကဒီနေရာမှာလက်ထောက်ချပြီးတော့စိတ်ညွတ်အောင်လုပ်ပေးတာဟာတဏှာဖြစ်သောကြောင့်ပောနုဘဝိကာတဏှာသည်ဘဝစိတ်ကိုဖြစ်စေတယ်တကယ်ဖြစ်အောင်လုပ်တာတော့ကံကလုပ်တာပါနော်တဏှာမပါဘဲနဲ့ကံကလုပ်လို့မရဘူးဒီလိုဆိုလိုတာနော်အဲ့တော့ဆိုလိုတာနောက်ဥပမာတစ်ခုကြည့်မယ်ဆိုလို့ရှိရင်တာဂက်ကိုရှာပေးတဲ့ pointer လို့ပဲပေါ့ရှာပေးတဲ့အတိုင်းဒီကပြစ်ချရတာလေအဲ့ဒီတိုင်းပဲဒီတဏှာဟာပောနုဘဝိကာမြတ်စွာဘုရားနန္ဒီရာဂသာဂတာတဏှာကကြည့်လေကောင်းကောင်းဆိုးဆိုးသူကနန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာတက်မဲ့တာနှစ်သက်တယ်တွဲတယ်ဒီနှစ်ခုနဲ့သူ့မှာဒီတဘာဝတွေရှိတယ်တတ္တရဘိနန္တိနီဘယ်ဘဝရောက်သူကတွဲတာပဲသူကရောက်တဲ့နေရာတွဲတာမြင်သမျှအာယုံပေါ်မှာလည်းသူကတွဲလိုက်တာပဲเนาะအဲ့ဒီလိုတွဲတတ်တဲ့တဏှာဟာဒုက္ခကိုထုတ်လုပ်တတ်တဲ့အကြောင်းတရားပါလို့မြတ်စွာဘုရားဒီလိုဟောတာတေဋ္ဌိတံဆိုပြီးတော့ဒီတဏှာဘယ်နှမျိုးလဲဆိုပြီးမြတ်စွာဘုရားကာမတဏှာတဲ့ဘဝတဏှာဝိဘဝတဏှာလို့ဒီလိုသုံးမျိုးခွဲပြီးတော့ဟောလိုက်ကာမတဏှာဆိုတာနှစ်သက်စရာအာယုလိုချင်စရာအာယုတွေပေါ်မှာနှစ်သက်တွေ့တာတဲ့တဏှာကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာကြတော့အဲ့ဒီလိုချင်စရာအာယုအပေါ်မှာသူကဆင်ញင်သုံးသပ်မှုအမြင်ကလေးတစ်ခုပါလာတယ်ဘာလဲလို့ဆိုရင်ထာဝရမြဲတယ်သူရထားတဲ့အရာဟာထာဝရလို့မြင်လာတယ်လို့ဆိုတော့ဘဝတဏှာဟာတတ္တဒဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာမျိုးဘဝတဏှာလို့ဒီလိုခေါ်တာเนาะ
တခါဝိဘဝတဏဆိုတာဝိဆိုတာဖြည့်စည်းခြင်းပြတ်တောက်ခြင်းဘဝဆိုတာဘဝတည်မြဲတဲ့ဘဝမဟုတ်ဘူးပြတ်သွားတာကိုလိုလားတာအဲ့တော့ဝိဘဝဆိုတဲ့စကားလုံးနောက်အဓိပ္ပာယ်တစ်ခုကသူကစီးစိမ်ဥစ္စာကိုလည်းဝိဘဝလို့သုံးတာရှိတယ်ဒီနေရာမှာဝိဘဝဆိုတာစီးစိမ်ဥစ္စာကိုပြောတာမဟုတ်ဘူးဆိုတာသိချမှတ်ဖို့လိုတယ်ဘဝဝိဘဝဝိဆိုတာအဲ့ဘဝရဲ့ဆန့်ကျင်မဲ့စကားလုံးပေါ့ negative ကိုနဲ့သုံးတာဘဝဝိဘဝဝိဆိုတာ negative နော်ဘဝရဲ့ရုပ်သိမ်းခြင်းဘဝချုပ်ငြိမ်းခြင်းဆိုတာကိုပြောတာအဲ့ဒါကြောင့်ဒါကြတော့ဥစ္စေတာဒိဋ္ဌိဘဝကသူကအကြောင်းတရားတွေကိုမတတ်ဖက်နဲ့ဘဝပြတ်တယ်ဆိုတာကိုယုံကြည်ယူဆတဲ့အမြင်ကိုဥစ္စေတာဒိဋ္ဌိလို့ခေါ်တာဟုတ်တတ္တရဒိဋ္ဌိပဲဖြစ်ဖြစ်ဥစ္စေတာဒိဋ္ဌိပဲဖြစ်ဖြစ်အတ္တရှိတယ်လို့ယူဆွဲတဲ့ပုဂ္ဂိုလ်တွေမှာဒီနှစ်ခုဟာဖြစ်တယ်တတ္တရနဲ့ဥစ္စေတာမြဲတယ်မမြဲဘူးဒီနှစ်ခုလာတချို့ဟာဒီဝိဘဝကိုစီးစိမ်ဥစ္စာနဲ့ပတ်သက်တဲ့တွေ့တာတဲ့တဏှာလို့ဆိုစီးစိမ်ဥစ္စာနဲ့ပတ်သက်တဲ့တဏှာဆိုတာကာမတဏှာပဲလေတချို့ကအဲ့ဒါလိုအဓိပ္ပာယ်ဖွင့်တာရှိသေးတယ်ကြံ့ကြံ့ဖန်ဖန်စားတဲ့ပေထဲမှာအဲ့ဒါလိုဖွင့်တာမဟုတ်ဘူးเนาะဝိဘဝတဏှာဆိုတာဥစ္စေတာဒိဋ္ဌိနဲ့ရှင်တွဲတဲ့တဏှာလို့ဒီလိုဆိုလို့အဲ့တော့ဥစ္စေတာဒိဋ္ဌိရဲ့အဓိပ္ပာယ်ကသူကမိစ္ဆာဒိဋ္ဌိထဲမှာနိဗ္ဗာန်နဲ့နည်းနည်းနီးတဲ့ဒိဋ္ဌိလို့ဒီလိုပြောတာနီးတဲ့ဆိုတာသဘာဝချင်းဘဝမလိုလားတာချင်းတူတာကိုပြောတာเนาะတကယ်ကတော့အဲ့ဒီဒိဋ္ဌိကနိဗ္ဗာန်နဲ့ကပ်နေတဲ့ဒိဋ္ဌိလို့ဒီလိုပြောတာမဟုတ်ဘူးစင်စင်ချင်းတူတဲ့အဓိပ္ပာယ်နောက်တစ်ခုပြောတာတော့တတ္တတနဲ့ဥစ္စေတသမားနှစ်ခုနိဗ္ဗာန်ရခြင်းရရင်တတ္တတသမားအတော်နဲ့မရနိုင်ဘူးသူကအပြော့ဆွဲလေအပြော့ဆွဲချမ်းသာခြင်းနဲ့တွေ့ထားတယ်ဥစ္စေတသမားခပ်ပြတ်ပြတ်သမားကိုနိဗ္ဗာန်ရခြင်းသူကအရင်ရတယ်တဲ့စိတ်ပြတ်တယ်သူကပြတ်တာကိုကြိုက်တဲ့လူကိုသူကဒါလည်းပဲအင်္ဂုတ္တပါဠိတော်တဏှာမှာမြတ်စွာဘုရားဟောထားတာရှိပါတယ်အဲ့တော့ဥစ္စေတဒိဋ္ဌိဒါဒီဒိဋ္ဌိကိုချီးမွမ်းဟောတာပြောတာမဟုတ်ဘူးနော်ဘယ်ဒိဋ္ဌိမှချီးမွမ်းစရာမဟုတ်ဘူးအကုသိုလ်ကြီးပဲအဲ့တော့သတ္တရဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာကိုဘဝတဏှာလို့ခေါ်ပြီးတော့ဥစ္စေတဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာကိုဝိဘဝတဏှာအလုံးပေါင်းလိုက်ရင်ဒီတဏှာတွေဟာဒုက္ခကိုထုတ်လုပ်တာတွေကြီးပဲလို့ဒုတိယသစ္စာအနေနဲ့မြတ်စွာဘုရားဟောတော်မူတယ်ပေါ့အဲ့ဒါလို့ဟောပြီးတဲ့အခါမှာတတ္တဝါတွေဟာဒီဒုက္ခသစ္စာပထမဒုက္ခသစ္စာဟောလိုက်လို့ဒီဒုက္ခဟာဒုက္ခဆိုတာကိုသိရတော့တတ္တဝါတွေတံဝေကတွေဖြစ်တယ်အဲ့ဒီဒုက္ခဟာသူ့ဘာသူအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးဟောဒီတဏှာကြောင့်ဖြစ်လာတယ်ဆိုတဲ့အကြောင်းတရားကိုရှာပြီးတော့ပြလိုက်တယ်ပေါ့အဲ့ဒီအကြောင်းတရားကိုရှာပြဖို့ရအတွက်မြတ်စွာဘုရားကသမုဒိယသစ္စာကိုဒုတိယသစ္စာအနေနဲ့အကြောင်းမှန်ကိုသိဖို့ထုတ်ဖော်ပြီးတော့ဟောလိုက်တယ်လို့ဒီလိုမှတ်ရမယ်နော်အဲ့တော့ဒုက္ခထုတ်လုပ်နေတဲ့လက်တယ်လည်းသိရပြီဆိုတဲ့အခါမှာလူတွေကဘာကိုမျှော်လင့်လာလဲလို့ဆိုရင်ဒီလောက်တို့အနောက်ရှက်ပေးနေတဲ့ဒီဒုက္ခကြီးကလွတ်ငြိမ်းတဲ့နေရာများရှိသလားလို့ဆိုမြတ်စွာဘုရားရှိတယ်ဆိုပြီးတော့သူတို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေစိတ်သက်သာမှုမရှိတဲ့ပုဂ္ဂိုလ်တွေကိုစိတ်သက်သာမှုရအောင်လွတ်မြောက်တဲ့နေရာတစ်ခုကိုဒုက္ခချုပ်ငြိမ်းတဲ့နေရာတစ်ခုကိုပြလို့တတ္တိယသစ္စာကိုဟောလိုက်တယ်ဒုက္ခនិရောဓလို့ဆိုပြီးတော့အဲ့တော့ဒုက္ခនិရောဓဆိုတာတခြားမဟုတ်ဘူးဒီဒုက္ခတွေချုပ်ငြိမ်းသွားရဖြစ်တယ်និရောဓသစ္စာနိဗ္ဗာန်ကိုဟောတာပေါ့အဲ့တော့ဒုက္ခသမုဒယကိုတော့တရား၃မျိုးနဲ့ဟောတယ်လို့ပြောရမယ်တဏှာကို၃မျိုးခွဲပြီးတော့မြတ်စွာဘုရားဟောလို့၃မျိုးနဲ့ခွဲပြီးတော့ဟောတယ်និရောဓသစ္စာဒုက္ခនិရောဓသစ္စာကြတော့နိဗ္ဗာန်တစ်ခုတည်းနဲ့မြတ်စွာဘုရားရှင်းပြအဲ့တော့ဒီနေရာမှာဝိသုဒ္ဓိမေမှာနိဗ္ဗာန်အကြောင်းကိုဆွေးနွေးပြီးတော့နိဗ္ဗာန်ဆိုတာဘာလဲဆိုတာကိုမေးခွန်းနေမေးပြီးတော့အမျိုးမျိုးအဲ့တော့ရေးထားတာရှိတယ်ဖတ်ကြည့်လိုက်လို့ရှိရင်တော့ခေါင်းထဲမှာခြားခြားလဲသွားတယ်နော်နိဗ္ဗာန်ကိုရှားမတွေ့ဘူးရှားမတွေ့ဘူးဘယ်ဟာနိဗ္ဗာန်လဲဆိုတာကိုရှားမတွေ့နိုင်ဘူးတော့နဲ့အဲ့တော့နိဗ္ဗာန်ဆိုတာအလွန်သိမ်မွေ့တယ်တဲ့
အလွန်သိမ်မွေ့တဲ့အရာဖြစ်သောကြောင့်ရုတ်တရက်သိရှိနားလည်ဖို့တော်တော်ခက်ခဲတယ်ပေါ့မြတ်စွာဘုရားကတော့နိဗ္ဗာန်ကိုဘယ်လိုမိတ်ရှိခဲ့လဲဆိုရင်ဒုက္ခនិရောဓအခုပြောတဲ့ပထမသစ္စာရဲ့ချုပ်ငြိမ်းသွားတာကိုဒုက္ခအဲ့ဒီဒုက္ခရဲ့ငြိမ်းသွားတာကိုဒုက္ခនិရောဓအဲ့ဒါကိုပဲအထက်ကရာဆရာတွေကဖွင့်တဲ့အခါမှာဘယ်လိုဖွင့်လို့ဆိုရင်ဒုက္ခဆိုတာယုံနာနှစ်ပါးနော်ယုံနာနှစ်ပါးခန္ဓာဥပါဒณะခန္ဓာယုံနာနှစ်ပါးဒုက္ခသမုဒယဆိုတာတဏှာနာယောခန္ဓာယောနှစ်ခုစလုံးမဖြစ်တာကိုနိဗ္ဗာန်လို့ဒီလိုဟောတယ်ဒီလိုရေးတယ်ပေါ့ဥပိ္ပဏံအပုတ္တိဥပိ္ပဏံဒုက္ခသစ္စာသမုဒယသစ္စာနှစ်မျိုးတို့ဤအပုတ္တိမဖြစ်ရတရားဟာနိဗ္ဗာန်နိဗ္ဗာန်ပဲလို့និရောဓនិရောဓသစ္စာပဲလို့ဒီလိုရေးတယ်အဲ့တော့ရေးရေးလေးတော့နိဗ္ဗာန်ဆိုတာဘာလဲဆိုတာဒုက္ခတို့ဒုက္ခနိသမုဒယဒီနှစ်ခုချုပ်ငြိမ်းသွားတဲ့နေရာနိဗ္ဗာန်လို့ဒီလိုပြောတာပေါ့နော်အဲ့တော့ဝိသုဒ္ဓိမေမှာနိဗ္ဗာန်ကထာလို့ဆိုပြီးတော့ရေးထားတဲ့ဟာနားလည်ဖို့အမတမခဲရင်ပါတာမန်နဲ့နားလည်ဖို့တော်တော်ခက်တယ်အဲ့တော့ပထမမြတ်စွာဘုရားဟောတဲ့နိဗ္ဗာန်ဆိုတာလေးကိုနည်းနည်းသတိထားပြီးတော့တခြားကဟာမဟုတ်ပဲနဲ့ဒီဓမ္မစကြာမှာဟောထားတဲ့နိဗ္ဗာန်ဆိုတာဘာလဲဆိုတာကိုမြတ်စွာဘုရားကတမစတာဘိက္ခဝေကတမစတံဘိက္ခွေဒုက္ခនិရောဓအရိယသစ္စာဒုက္ခនិရောဓဆိုတဲ့အရိယသစ္စာဘာလဲလို့မေးပြီးတော့မြတ်စွာဘုရားဖြေတဲ့အခါမှာယောတတ္တယေဝတဏှာယအတေတဝိရာဂនិရောဓတဲ့နာမည်ပေးတော့ကဒုက္ခនិရောဓလို့ဒုက္ခရဲ့ချုပ်ငြိမ်းရာလို့ပြောပြီးမဲ့လို့အဓိပ္ပာယ်ရှင်းပြတဲ့အခါမှာတဏှာရဲ့ချုပ်ငြိမ်းရာလို့ဒီလိုရှင်းပြန်တယ်နော်ယောတတ္တယေဝတဏှာယအတေတဝိရာဂခုနကပြောခဲ့တဲ့ကာမတဏှာဘဝတဏှာဝိဘဝတဏှာဆိုတဲ့ဒီတဏှာ၃မျိုးရဲ့ချုပ်ငြိမ်းရာဝိရာဂကင်းပြတ်သွားရာယောတတ္တယေဝတဏှာယအတေတဝိရာဂនិရောဓအတေတဆိုတဲ့စကားလုံးလေးကဘာမှမကြံအောင်နည်းနည်းလေးမှမကြံအောင်ဝိရာဂကင်းပြတ်သွားတယ်និရောဓချုပ်ငြိမ်းသွားတယ်ဒီအဓိပ္ပာယ်လည်းယူတယ်တနည်းအားဖြင့်ဝိရာဂဆိုတာမက်ကိုပြောတာမက်ဖြင့်ဘာမှမကြံရအောင်ချုပ်ငြိမ်းသွားတယ်မတရားရလို့ဒီကြင်ကြံကြိုးကုတ်အထုတ်လို့မဲ့ရဲ့အစွမ်းအားနဲ့ဖယ်ရှားပြလိုက်လို့ကိလေတဏှာဟာလက်ကြံမရှိအောင်အကုန်လုံးငြိမ်းသွားတယ်ဆိုတဲ့အဆင့်အတေတဝိရာဂនិရောဓនិရောဓစာကောပฏิနိဒ္ဒေကောမုဒ္ဒိအနာလေရောစာကအားလုံးကိုစွန့်လွတ်ထားတယ်တွေ့တာတာမရှိဘူးမုဒ္ဒိလွတ်မြောက်သွားတယ်အနာလေကတွေ့တာမှုတွေကင်းပြတ်သွားတယ်တဏှာကိုဥတည်ပြီးတော့မြတ်စွာဘုရားဖြေတယ်ဘာဖြစ်လို့လဲဆိုတော့အကြောင်းပြတ်မှအကျိုးရတာဟုတ်အကြောင်းမဖြတ်ဖဲနဲ့အကျိုးရတဲ့ဆိုတာမရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားဟာဒီနိဗ္ဗာန်ကိုရကျင်တယ်ဆိုလို့ရှိရင်တဏှာကိုပယ်ရမယ်တဏှာတွေငြိမ်းသွားတဲ့နေရာမှသာနိဗ္ဗာန်လို့ဒီလိုဆိုလိုတာတဏှာငြိမ်းရင်ဒုက္ခငြိမ်းတယ်ဆိုတော့ပြီးသွားပြီဥပမာသစ်ပင်တစ်ပင်ဟာအကိုင်းအခက်တွေနဲ့ရှင်သန်နေတာရှည်သောမြစ်ဖြတ်လိုက်ရင်ပြီးတော့တစ်ပင်လုံးခုတ်เสียမလို့ရှည်သောမြစ်ကိုသာတူးပြီးတော့ဖြုတ်လိုက်သစ်ပင်ကြီးဒီတိုင်းထားလိုက်6ဆောင်မှပဲเนาะအဲ့ဒါလိုပဲဒီဘဝတန်တရားမှာရှင်သန်နေတာဟာတဏှာကြောင့်ရှင်သန်တာဖြစ်သောကြောင့်တဏှာကိုဖြတ်လိုက်တဏှာကိုပယ်လိုက်လို့ရှိရင်ဒုက္ခချုပ်သွားမယ်တဏှာလည်းချုပ်သွားမယ်တဏှာချုပ်ရင်ဒုက္ခလည်းချုပ်မယ်ပေါ့ပရမသစ္စာဒုတိယသစ္စာနှစ်ခုစလုံးချုပ်ငြိမ်းသွားတဲ့အဆင့်နိဗ္ဗာန်ပဲလို့ဒီလိုဟောတာဒါဖြင့်သူ့ဘာသူချုပ်ပါမလားဆိုတော့မဟုတ်ဘူးလုံးဝမယ်ကျင့်ရမယ်ဆိုပြီးတော့နိလန်းတစ်ခုကိုမြတ်စွာဘုရားမက္ကသစ္စာဒုက္ခនិရောဓဂာမိနိပฏิပဒါဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အကျင့်တရားလို့ဆိုပြီးတော့မဂ္ဂင်၈ပါးအကျင့်တရားကိုဟောတယ်အဲ့ဒါကိုကိုယ်တဏ္ဍာမှာထူထောင်ပြီးတော့တဏှာကိုချုပ်အောင်လုံးဝချုပ်တယ်သူ့ဘာသူချုပ်တာကိုမလိုချင်ဘူးတဏှာကိုဖယ်ရှားနိုင်ဖို့ရအမှန်မြင်အောင်လုပ်ပြီးတော့မှတဏှာကိုဖယ်ရှားရမယ်ကဲတခါနည်းနည်းလေးမှန်းဆပြီးတော့ကြည့်လို့ရအောင်နိဗ္ဗာန်ဆိုတာမရသေးလို့ရှိရင်ပြောလို့မရဘူးเนาะပြောလို့မရတော့ပုရုဇဉ်တွေအနေနဲ့အနုမာနလို့ဆိုတဲ့မှန်းဆပြီးတော့သိတယ်အသိပဲသိနိုင်တယ်ပစ္စက္ခဉာဏ်လို့ကိုယ်တွေ့မျက်မှောက်သိ
သိနိုင်ဖို့ရမရှိဘူးပစ္စကဆိုတာအကြောင်းတွေ့လို့ရှိရင်အကျိုးကိုသိနိုင်တာအကျိုးကြည့်ပြီးတော့အကြောင်းကိုသိတာဖလာနုမာနနဲ့ကာရဏနုမာနအနုမာနဆိုတာမှန်းဆပြီးတော့သိခြင်းလို့အဓိပ္ပာယ်ရတယ်ဒီမာနကသိတယ်ဆိုအဓိပ္ပာယ်နော်အနုမာနဒါကြအနုပညာနဲ့လည်းတော့မရောနိုင်အောင်နော်မှန်းဆပြီးတော့သိတဲ့အသိတိုက်ရိုက်သိတဲ့အသိမဟုတ်ဘူးတဲ့အနုမာနဆိုတာအကြောင်းကိုထောက်ပြီးတော့အကျိုးကိုသိတယ်အကျိုးကိုထောက်ပြီးတော့လည်းအကြောင်းကိုသိတယ်အဲ့ဒါကိုဖလာနုမာနကာရဏနုမာနလို့ဒီလိုအနုမာနနှစ်မျိုးအင်္ဂလိပ်လိုတော့ inference လို့ခေါ်တယ် inference ဒီမှတ်ဆပြီးတော့သိတဲ့အသိဒီအသိကလည်းပဲမှားလာလို့ဆိုမမှားဘူးဆိုတာကြည့်ဟိုးခလန်းလန်းမှာမိခိုးတွေဥနေတာမိခိုးတွေကောင်းငင်ကိုတက်လာတာမြင်တယ်မိခိုးဆိုတာမိရဲ့အကျိုးတရားပဲမိရှိမှမိခိုးဆိုတာထွက်တာလေမိကအကြောင်းတရားမိခိုးကအကျိုးတရားကိုမြင်တာမိကိုမမြင်ဘူးမိကိုပဲမြင်တယ်မိကိုမြင်တဲ့အခါကျတော့မိကိုကြည့်ပြီးတော့ဟိုမှာမီးလောင်နေတယ်လို့ပြောရင်မှားမလားမှန်မလားဒါအနုမာနလို့ခေါ်တယ်ဒါမျိုးကိုဆိုလိုတာအနုမာနဆိုတာအကျိုးကိုကြည့်ပြီးတော့အကြောင်းကိုဖော်ပြတာဟုတ်ကဲ့အဲ့လိုဖော်ပြနိုင်ရင်ဒါမှန်ကန်တယ်လို့ပြောတာအနုမာနသို့တော့ပစ္စကမဟုတ်ဘူးမိကိုကိုယ်တိုင်မြင်မှပစ္စကဒီလိုဆိုလိုတာနော်ကိုယ်တိုင်မြင်မှပစ္စကအဲ့တော့ကိုယ်တိုင်နိဗ္ဗာန်ဆိုတာကိုယ်တိုင်မြင်မှတစ္ဆိကတ္တပမျက်မှောက်ပြုတယ်ဆိုတာတစ္ဆိဒီနိဗ္ဗာန်ဟာမျက်မှောက်ပြုရမယ်ဟာဆိုတာကိုယ်တိုင်မြင်ပြီးတော့မဲ့ညာနဲ့မှဒါမြင်နိုင်တာဖြစ်သောကြောင့်ပုရုဇဉ်တွေကြတော့အနုမာနနဲ့ပဲမှန်းဆပြီးတော့ကြည့်ရတယ်ကောင်းပြီအဲ့တော့နိဗ္ဗာန်ကိုမျက်မှောက်ပြုပုံလေးကိုဘုန်းကြီးတို့တွေနိဗ္ဗာန်နဲ့တော့ဝေးပါသေးတယ်နော်အဲ့တော့နိဗ္ဗာန်ကိုမျက်မှောက်ပြုပုံလေးကိုစာပေဘ ਹੁ တုတအနေနဲ့မှန်းဆပြီးတော့အနုမာနအပြင်ပြောမယ်ဆိုရင်ဘယ်လိုပြောလို့ရမလဲနိဗ္ဗာန်အကြောင်းကိုရေးကြတဲ့စာအုပ်တွေမြောင်များစွာရှိမဟာစီဆရာတော်ကြီးဟောထားတဲ့နိဗ္ဗာန်ပဋိသင်္ယုတ္တကထာဆိုတာလည်းရှိတယ်လေဒီဆရာတော်ကြီးရေးတဲ့နိဗ္ဗာန်ဓိပဏီဆိုတာလည်းရှိတယ်မြို့ပြင်ကြီးဆရာတော်ရေးထားတဲ့နိဗ္ဗာန်ပကာသနီလားမသိဘူးအဲ့ကျမ်းလည်းရှိတယ်ရွှေချင်းဆရာတော်ကြီးရေးတဲ့ဂမ္ဗီရနော်မဟာနိဗ္ဗုဒ္ဓဓိပဏီလားမသိဘူးအဲ့ကျမ်းကြီးတစ်ကျမ်းရှိတယ်ဂမ္ဗီရနိဗ္ဗုဒ္ဓဆိုတဲ့ကျမ်းကြီးတစ်ကျမ်းရှိတယ်အဲ့ဒါတွေကနိဗ္ဗာန်အကြောင်းရေးထားတာတွေပဲနော်အဲ့တော့နိဗ္ဗာန်အကြောင်းကိုတော်တော်များများရေးကြဆရာတော်ကြီးတွေလည်းရေးတယ်ဒွါရကိုင်းကြီးကိုတည်ထောင်သွားတဲ့ဥပ္ဖို့ဆရာတော်ကြီးကစန္ဒမန္တလတုတ်ကစာရန်ဆိုပြီးစာအုပ်ပါးလေးနိဗ္ဗာန်အကြောင်းရေးထားရှိတယ်အဲ့တော့ဆရာတော်ကြီးတွေလည်းနိဗ္ဗာန်အကြောင်းကိုအနုမာနဉာဏ်နဲ့အကယ်၍ဆရာတော်ကြီးတွေအရိယာမဖြစ်သေးဘူးဆိုရင်သူတို့အနုမာနဉာဏ်နဲ့စာပေဘ ਹੁ တုတနဲ့နိဗ္ဗာန်ကိုထုတ်ဖော်သွားကြတယ်လို့ဒီလိုပြောရအောင်နော်အဲ့တော့ဘုန်းကြီးတို့တွေလည်းစာပေကျမ်းဂန်ကိုကြည့်ပြီးတော့နိဗ္ဗာန်အကြောင်းကိုထုတ်ဖော်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ထုတ်ဖော်ကြည့်ရမလဲလို့ဆိုအဘိဓမ္မာဘ ਹੁ တုတနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကြည့်စပြီးတော့ဒီသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပစတဲ့မဂ်ခင်၈ပါးနဲ့ဘာကိုအလေးကျင့်လောက်တာတော့ဆိုဒါကိုပုပ္ပပါကမက်လို့ခေါ်တယ်ဒီမဂ်ခင်၈ပါးကအဲ့ဒီနိဗ္ဗာန်မတွေ့သေးခင်ရှေ့ပိုင်းကြိုးစားနေတဲ့မက်တွေကမက်လို့ပဲခေါ်တာပဲဒီ၈ခုစုနော်ဒီ၈ခုစုကတပေါင်းနဲ့လုံးလုံးတာမဟုတ်ဘူးသီလဆိုတာကြိုတင်စောင့်တည်ထားပြီးတဲ့အခါမှာတရားအထုတ်နေတဲ့အချိန်မှာသီလလုံပြီးဖြစ်လို့သူလည်းပါတယ်လို့ပြောရတယ်သီလပြည့်စုံနေလို့သူကထက်တွက်ထားတာပေါ့နော်ကဲသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါသမ္မာကာမသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဟောဒီ၅ခုနဲ့ယုံနာဓမ္မသင်္ခါရတရားတွေကိုရှုတယ်ယုံနဲ့နာတွေကိုရှုတယ်ယုံနာတွေကိုရှုပြီးဒီယုံနာတွေကိုပဲထပ်ပြီးတော့ယုံနာရဲ့အကြောင်းတရားပါတွဲဖက်ပြီးတော့ရှုနိုင်တယ်ယုံနာကိုကွဲကွဲပြားပြားမြင်တာကနာမရူပပရိစ္ဆေဒညာယုံနာရဲ့အကြောင်းတရားပါတွဲဖက်ပြီးတော့သိတာကြတော့ပစ္စယပရိက္ခညာတခါအဲ့ဒီယုံနာတွေပေါ်မှာမြဲသလားမမြဲဘူးလားဆိုတာဆင်ញင်သုံးသပ်ကြည့်တာသမ္မတနာညာဝိပဿနာညာရဲ့အစပေါင်းပြီးတော့တိတ်ကယုံနာတွေအခုမရှိတော့ဘူးပစ္စုပန်ယုံနာတွေကလည်းနောက်အနာဂတ်ကြမရှိတော့ဘူးဆိုတာဒီ
မမြဲတဲ့သဘောတွေကိုဆင်ញင်သုံးသပ်လာနိုင်တာသမထနာညာနောက်ကြတော့ပစ္စုပန်တဲ့တဲ့အထိအောင်ရှုမြင်လာနိုင်တယ်အခုမြင်အခုပြက်တာတွေကိုမြင်လာလို့ရှိရင်ဥရိယဗျာညာပေါ့နောက်ဆုံးကြတော့ဖြစ်တာတွေတင်ဖြစ်တာကိုပဲမမြင်တော့ဘူးအပြက်တွေကြီးပဲမြင်လာလို့ရှိရင်ဘင်္ဂညာဟောဒါဘင်္ဂညာဆိုတာအနိစ္စရဲ့အမြင့်ဆုံးအဆင့်ကိုပြောတယ်မှန်ပါဗျာဒီနောက်မှမြင်စရာအကြောင်းမရှိတော့ဘူးเนาะဘင်္ဂညာဟာဒီအနိစ္စရဲ့သဘောတရားရဲ့အဆင့်အမြင့်ဆုံးလို့ဒီလိုပြောတယ်ကဲဘင်္ဂညာရပြီးတဲ့အခါမှာနောက်ထပ်အသိဉာဏ်တွေတိုးလာတာကအနိစ္စဒုက္ခတွေပေါ်မှာရှုမြင်ရင်ကနေပြီးတော့တဆင့်ဆင့်မြင်လာတာကြတော့ဘာတွေမြင်လာတော့ဆိုဖြစ်တာမြင်တာမဟုတ်တော့ဘူးအဲ့ကြတော့ဘာမြင်လာတော့ဆိုဘယညာဟာကြောက်เสียကောင်းလာကြီးလားအမြဲတမ်းဒီလိုပြက်နေတာဆိုကြောက်เสียကောင်းတာဟောအပြည့်နာစာတွေမြင်လာကြောက်เสียကောင်းတယ်လို့မြင်တာကဘယညာဟောဘယညာအမြဲပြစ်နေတော့ကြောက်เสียကောင်းတော့ဩအလွန်အန္တရာယ်ကြီးတဲ့အရာကြီးပဲ very dangerous ပဲဆိုဟောအာရိနဝညာဒီလိုဆိုလို့တာเนาะအာရိနဝညာအပြစ်တွေကိုမြင်လာတဲ့အခါကျတော့ဟာ very dangerous ပဲဒါကြီးကတော့လွတ်မှကောင်းမယ်မௌစိတုကမြတာညာလွတ်လန်းကိုလိုက်ပြီးတော့ရှာတယ်ပဋိသင်္ခါညာနောက်ဒီသင်္ခါရတရားတွေကလွတ်လန်းရှာမတွေ့တဲ့အခါသင်္ခါရတရားတွေနဲ့နေသားထိုင်တာကြပြီစိတ်လေးတည်ငြိမ်မှုရလာတယ်သင်္ခါရုပ္ပခာညာဟောသင်္ခါရတရားတွေကိုရှုရင်းနဲ့ဒီသင်္ခါရတွေပေါ်မှာလစ်လျူရှုပြီးတော့စိတ်ဟာအလုံးဒီသင်္ခါရုပ္ပခာဆိုတာဉာဏ်ပဲဉာဏ်ဆိုတာဒီတမ္မာဒိဋ္ဌိဥဆောင်တဲ့မဂ်ခင်၅ပါးကိုပြောတာเนาะအဲ့ဒီမဂ်ခင်၅ပါးဟာတညီတဲ့အလုံးလုံးလာကြပြီသူတို့စွမ်းပူပေါင်းမိလို့ရှိရင်အားရှိတာပဲလူဆိုတာတယောက်တကွဲဆိုရင်အားမရှိဘူးနွားကွဲကြားကြိုက်ဆိုတာကြားဦးတယ်မဟုတ်လားနွားတွေကအုပ်လိုက်နေလို့ရှိရင်ကြားရတယ်ဆွဲလို့မရဘူးဒါမှမဟုတ်ကွဲအောင်အရင်လုပ်တယ်ကွဲပြကြိုက်တာသူကအဲ့ဒါမျိုးလို့ပဲအခုဒီမှာလည်းပဲသင်္ခါရုပ္ပခဉာဏ်ဆိုတမ္မာဒိဋ္ဌိဥဆောင်တဲ့ပုဗ္ဗဘာကမဲ့ဝိပဿနာဉာဏ်ဟာအစွမ်းထက်လာတဲ့အခါစုပြီးတော့သင်္ခါရတွေပေါ်မှာရှုတာရှုရင်းနဲ့သူတို့ကအစွမ်းရည်တွေထက်လာပြီးတော့သူတို့စည်းရုံးမိသွားတယ်အင်အားတွေသိကောင်းလာတယ်အင်အားတွေသိကောင်းလာတဲ့အခါကျတော့အဲ့ဒီသင်္ခါရတရားတွေပေါ်မှာသူတို့တွေ့တာတွေကိုအကုန်လုံးဖြုတ်လိုက်နိုင်ပြီးတော့သင်္ခါရတရားတွေရဲ့မဖြစ်တဲ့နေရာကိုသူတို့ကလိုက်ရင်နဲ့သင်္ခါရတရားတွေရဲ့ချုပ်ငိမ့်တဲ့အဆင့်ဆိုတာမျိုးလေးကိုဂုတ္တရဘူးဆိုတဲ့ဝိပဿနာဉာဏ်ကလှမ်းပြီးမြင်လိုက်ပြီးအဲ့ကြတော့ဂုတ္တရဘူးဆိုတဲ့ဉာဏ်ဟာအနုလောမဉာဏ်ထိအောင်သင်္ခါရတရားတွေပဲမြင်နှုံးပဲရှိသေးတယ်နော်ဂုတ္တရဘူးရောက်ပြီဆိုရင်ဒါပေါင်းဘူးပဲသူကသင်္ခါရတွေကိုသူ့မှာရှုစရာမရှိတော့ဘူးသင်္ခါရတွေချုပ်ငိမ့်သွားပြီးတော့သင်္ခါရတွေချုပ်သွားတဲ့အဆုံးလေးမှာရှိတဲ့အမတန်မှအေးချမ်းတဲ့ဒီအရာတစ်ခုကိုလှမ်းပြီးတော့မြင်လိုက်တယ်အဲ့ဒီလိုဂုတ္တရဘူးကမြင်လိုက်တာဟာသူကတာခက်ကိုရှာဖွေပေးတာနဲ့အလားတန်တူတယ်ပေါ့ပြစ်မှတ်ကိုဂုတ္တရဘူးကရှာပေးလိုက်တယ်ရှာပေးလိုက်တဲ့အခါမှာဘွားကနေဆို message ပေါ်လာလိုက်တယ် message ကနိဗ္ဗာန်ကိုအာရုံပြုလိုက်တယ် message ရဲ့အာရုံပြုရာဟာသင်္ခါရမဟုတ်ဘူးအဲ့ဒီသင်္ခါရတွေချုပ်ငိမ့်သွားတဲ့အမတန်မှအေးချမ်းတဲ့အနေအထားလေးတစ်ခုသူကမြင်တယ်သင်္ခါရတရားတွေရှိနေတာရဲ့အပြစ်သင်္ခါရတရားမရှိတာရဲ့အကျိုးနော်သင်္ခါရမရှိခြင်းရဲ့အငြိမ်မှုဆိုတဲ့အနေအထားလေးတစ်ခုလှမ်းပြီးတော့မြင်လိုက်တဲ့အချိန်လေးမှာ message ကအဲ့ဒီဟာကိုအာယုပြုဖန်ကင်ပြီးတော့ကိလေသာတွေကိုဖျက်ချလိုက်တယ်ပေါ့လေးစားများလို့ပဲ point out လုပ်ပြီးတော့ပြစ်ထည့်လိုက်တာပေါ့အဲ့ဒီ point out လုပ်ပြီးတော့ message ကအာယုယူလိုက်တာဟာခုနကအေးချမ်းတဲ့အနေအထားလေးတစ်ခုကိုသူမြင်လိုက်ပြီးတော့ကိလေသာတွေကိုဖယ်ပလိုက်တာအကယ်၍ဒါဒီသင်္ခါရအာယုန်ကြီးပဲဆက်ပြီးတော့ဆုပ်ကင်ထားအောင်မယ်ဆိုရင်ဘယ်လိုမှကိလေသာကိုပယ်လို့မရဘူးအားနေသွားရုံပဲရှိတယ်သင်္ခါရုပ္ပခဉာဏ်ရောက်တဲ့အခါကျတော့ကိလေသာတွေအားနေသွားရုံပဲရှိတယ်အဲ့ဒီအားနေသွားတဲ့အဆင့်ကနေပြီးတော့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီဝိပဿနာဉာဏ်တွေကမမြင်ဘူးနောက်ဆုံးအဆင့်ဖြစ်တဲ့ဂုတ္တရဘူးအဆင့်ရောက်သွားပြီအနုလောမဉာဏ်တွေကိုကျော်သွားပြီးတော့ဂုတ္တရဘူးအဆင့်ရောက်သွားပြီဆိုသင်္ခါရတွေချုပ်ငြိမ့်နေတဲ့သင်္ခါရတရားတွေနဲ့လွတ်ကင်းနေတဲ့သဘောတရားတစ်ခုမြင်လိုက်တယ်သူကနေပြီးတော့အဲ့ဒါလက်တာခက်ကိုချိန်ပေးလိုက်တဲ့သဘောပေါ့နော်သူချိန်ပေးလိုက်တဲ့အတိုင်းမဉဏ် message ကနေပြီးအဲ့ဒါကိုအာယုံဖမ်းယူလိုက်ပြီးတော့ကိလေသာတွေကိုပယ်ပလိုက်တာပေါ့
အဲ့ဒီမက်စိတ်ကနေအာယုံဖမ်းယူလိုက်တဲ့ဟာနိဗ္ဗာန်ပဲပေါ့ဒါမှန်းဆပြီးတော့ကြည်တာကိုပြောပြတာနော်နိဗ္ဗာန်ကိုအာယုံပြုတယ်ဆိုတာအဲ့ဒီပုံစံနဲ့အာယုံပြုသင်္ခါရတရားတွေအပြစ်မြင်ပြီးတော့နောက်ဆုံးမှာသင်္ခါရတရားတွေရဲ့သဘာဝကိုသိရှိနားလည်ပြီးတော့စိတ်စွမ်းအားတွေကပိုထက်လာတယ်ပိုထက်လာတဲ့အတွက်ကြောင့်သင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းတဲ့အဆင့်ကိုမြင်နိုင်တဲ့တတ္တိရလာတယ်ပေါ့အဲ့ဒီတတ္တိလေးရလာတဲ့အခါမှာဂုတ္တရဘူကိုအားပေးလိုက်တော့ဂုတ္တရဘူကသင်္ခါရမရှိတဲ့သင်္ခါရတွေနဲ့လွတ်ကင်းတဲ့ state ကလေးတစ်ခုအခြေအနေလေးတစ်ခုသွားတွေးလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာချက်ချင်းပေါ်လာတဲ့ message ကနေကိလေသာတွေကိုဖယ်ရှားပြီးနိဗ္ဗာန်ကိုအာရုံပြုပြီးတော့အဲ့ဒီ message ကကိလေသာတွေကိုဖယ်ရှားလိုက်တယ်တဲ့ဖယ်ရှားလိုက်ပြီးနောက်ကဖို့စိတ်ဆိုတာသူကအကျိုးကိုထုတ်လိုက်တဲ့အခါကျတော့အဲ့ဒီဖို့စိတ်ကကိလေသာတွေကိုထပ်ညှိမ့်ပလိုက်တယ်ပေါ့message ကနေပြီးတော့ဖြတ်ခနဲ့ငြိမ်းအောင်လုပ်ပြီးကိလေသာတွေကထပ်ပြီးအပူပါငြိမ်းတော့အောင်ထပ်လုပ်လိုက်တယ်အဲ့ဒါ message ရောဖို့စိတ်ရောဟာသင်္ခါရကိုအာရုံပြုတာမဟုတ်ဘူးနိဗ္ဗာန်ကိုအာရုံပြုတာနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ကိလေသာအပူတွေကိုဖယ်ရှားပလိုက်တာလို့ဆိုလိုတယ်အဲ့တော့နိဗ္ဗာန်ဆိုတဲ့ state ဟာအခြေအနေဒီသဘာဝတရားဟာသင်္ခါရတရားတွေချုပ်ဆုံးခြင်းရဲ့ဟိုဘက်မှာရှိတယ်လို့ဒီလိုတွေ့ရတယ်ပေါ့နော်သူ့ကိုဘယ်သူမှထုတ်လုပ်တာမဟုတ်သင်္ခါရတွေကထုတ်လုပ်ထားတာတွေကြီးပဲအကုန်လုံးအကြောင်းကြောင့်ဖြစ်နေတဲ့အကျိုးတရားတွေကြီးပဲနိဗ္ဗာန်ဆိုတာဘယ်သူမှထုတ်လုပ်တဲ့အရာမဟုတ်ဘူးသူကနော်ဘယ်သူမှထုတ်လုပ်တဲ့အရာမဟုတ်ဘူးသင်္ခါရအဆုံးထိအောင်လိုက်သွားနိုင်ပြီဆိုလို့ရှိရင်နိဗ္ဗာန်တွေ့မှာပဲပေါ့အေးအဲ့ဒီနိဗ္ဗာန်ဟာ message တို့ရဲ့အာရုံပြုအဖြစ်တဲ့နိဗ္ဗာန်ဖြစ်တာကိုမြတ်စွာဘုရားဒုက္ခនិရောဓအရိယသစ္စာလို့ဒီလိုဟောတာအဲ့ဒီဒုက္ခនិရောဓတွေ့ဖို့ဆိုတာမဂ္ဂသစ္စာဆိုတဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကိုပြီးပြီးပြင်းပြင်းကျင့်လို့နောက်ဆုံးမဂ္ဂင်၈ပါးစွမ်းအားထက်လာပြီဆိုတဲ့အခါ message ရောက်ပြီဆိုရင်စွမ်းအားပြည့်တဲ့မဂ္ဂင်ပဲအဲ့ကြတော့အဲ့ဒီစွမ်းအားပြည့်တဲ့မဂ္ဂင်ကမှနိဗ္ဗာန်ကိုမြင်နိုင်တယ်စွမ်းအားမပြည့်သေးဘူးဆိုရင်သင်္ခါရကိုပဲမြင်နေဦးမယ်သူကသင်္ခါရကြော်ပြီးနိဗ္ဗာန်ကိုမြင်ပြီးဆိုမှကိလေသာကိုပယ်နိုင်တယ်လို့ဒီလိုပဲအကြမ်းမြင်မှတ်ကြရမှာဖြစ်တယ်ပေါ့အေးဒါကြောင့်မို့လို့အရိယသစ္စာဆိုတာအခုလိုမြတ်စွာဘုရားကစနစ်တကျအကြောင်းနဲ့အကျိုးနဲ့ဒီလိုဟောထားတာပြည့်ပြည့်စုံစုံဟောထားတာဖြစ်သောကြောင့်ဘုန်းကြီးတို့တွေဟာအရိယသစ္စာတွေကိုသိဖို့ဆိုတဲ့အခါမှာဒုက္ခသစ္စာကိုပိုင်းခြားသိရမယ်သမုဒိယသစ္စာကိုတော့ဖယ်ရှားရမယ်និရောဓသစ္စာကိုမျက်မှောက်ပြုရမှာဖြစ်ပြီးတော့မဂ္ဂသစ္စာကြတော့ကိုယ်တဏ္ဍာမှာဖြစ်ပွားစေရမှာဖြစ်တယ်လို့သစ္စာနဲ့ပတ်သက်တဲ့လောက်ရမယ့်ကိစ္စတစ်ခုဟာဘုန်းကြီးတို့တွေမဂ္ဂသစ္စာကိုပွားများအထုတ်ခြင်းဟာအဓိကဖြစ်တယ်မဂ္ဂသစ္စာကိုပွားခြင်းဖြင့်ဒုက္ခသစ္စာကိုနားလည်မယ်သမုဒိယသစ္စာကိုဖယ်ရှားနိုင်မယ်និရောဓသစ္စာကိုမျက်မှောက်ပြုနိုင်မယ်ဆိုတဲ့ကိစ္စတွေအလုံးပြည့်စည်သွားနိုင်တယ်ဒါကဘုရားမြတ်စွာညွှန်ပြတဲ့အရိယသစ္စာပဲလို့ကိုယ်စီသဘောကျပြီးအရိယသစ္စာကျင့်စဉ်အတိုင်းကျင့်ကြံကြုတ်ကုတ်အထုတ်ခြင်းဖြင့်နောက်ဆုံးဒုက္ခခတ်သိမ်းချုပ်ငြိမ်းရန်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရမှာဖြစ်လို့ကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမ
မနောတရတိတဗ္ဗေတံဘဝယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတတ်ဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်သည့်ရေစဉ်ပြည့်တင်စိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရွှင်မြူဝုမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်နိုင်၍နေကြပါစေကုန်တည်း